လာပါခင်ဗျကျွန်တော်တို့ A Voice of for a Sustainable Future podcast ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကိုဖုန်းမြတ်ကျော်ဖြစ်ပါတယ်ကျွန်တော်ကဒီနေ့ podcast လေးမှာ host အဖြစ်နဲ့တာဝန်ယူသွားမှာဖြစ်ပါတယ်ခင်ဗျတကယ်လို့ကျွန်တော်တို့ podcast ကိုအခုပထမဆုံးအကြိမ်နားထောင်တဲ့သူပဲဖြစ်ဖြစ်ကြည့်တဲ့သူပဲဖြစ်ဖြစ်ကျွန်တော်တို့ audience ဆိုရင်ကျွန်တော်တို့ကအခုလိုမျိုး sustainable podcast လောက်လာတဲ့ဟာကဒါ9ခုမြောက်ဖြစ်သွားပြီပေါ့နော်ကျွန်တော်တို့ရှေ့ကဒီ podcast 1 to 4တကယ်လို့နားမထောင်ရသေးရပဲဖြစ်ဖြစ်အခုမှnew listener ဆိုရင်ကျွန်တော်တို့30 House မြန်မာရဲ့ social media page တွေမှာလည်းကျွန်တော်တို့တင်ထားတာရှိရယ်ဆိုအဓိကအဖြစ်ကျွန်တော်တို့တင်တဲ့ platform ကကြတော့ A Voice for a Sustainable Future social media platform Facebook ပြီးသွားရင်ကျွန်တော်တို့ YouTube channel တွေမှာကျွန်တော်အဓိကထားပြီးတော့တင်ပေးပါတယ်ပြီးသွားရင်ကျွန်တော်တို့collaboration partner တွေဖြစ်တဲ့30 House နဲ့Simple Solution for Change ရဲ့ social media page ကနေတစ်ဆင့်ကျွန်တော်တို့ပြန်ပြီးတော့ sharing လုပ်တယ်ပေါ့နော်ဆိုတော့ဒီ podcast လေးတွေကိုပို့ပြီးတော့ကျွန်တော်တို့ interactive ဖြစ်ချင်တယ်နောက်တစ်ခုက improve ဖြစ်ချင်တဲ့အတွက်နားထောင်ပြီးသွားတဲ့ listener တွေအနေနဲ့ကျွန်တော်တို့ဖတ်ကိုပြန်ပြီးတော့ feedback ပေးတာပဲဖြစ်ဖြစ် comment ပေးတာပဲဖြစ်ဖြစ်လုပ်မယ်ဆိုရင်လည်းကျွန်တော်တို့ welcome ဖြစ်ပါတယ်ခင်ဗျဆိုတော့ဒီနေ့ကျွန်တော်တို့ podcast episode 5လေးမှာအဓိက focus လုပ်ပြီးတော့ကျွန်တော်တို့ဆွေးနွေးသွားမယ့်ဟာကြတော့ sustainable workplace ပေါ့နော်greening the business world ဆိုတဲ့ topic လေးနဲ့ကျွန်တော်တို့discuss လုပ်သွားမှာဖြစ်ပါတယ်ခင်ဗျ podcast လေးရဲ့ခေါင်းစဉ်နဲ့အတူပေါ့နော် sustainable workplace greening the business world ဆိုတဲ့ခေါင်းစဉ်နဲ့အညီကျွန်တော်တို့ကမြန်မာနိုင်ငံမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ကမ္ဘာတဝန်းပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာထိတွေ့နေရတယ်အများဆုံးထိတွေ့နေရကျွန်တော်တို့ workplace တွေရှိရပေါ့နော်အလုပ်လုပ်ရတဲ့နေရာတွေရှိရဆိုကျွန်တော်တို့ office ပဲဖြစ်ဖြစ်ကျွန်တော်တို့ sign တွေပဲဖြစ်ဖြစ် service ပေးနေတဲ့ industry ပဲဖြစ်ဖြစ်ကျွန်တော်တို့ restaurant တွေဖြစ်ဖြစ်ပေါ့နော်ဆိုတော့ဒီလိုမျိုးကျွန်တော်တို့နေ့စဉ်ကြုံတွေ့နေရတဲ့အလုပ်လုပ်နေရတဲ့နေရာတစ်ခုကကျွန်တော်တို့အတွက်အရေးကြီးတဲ့နေရာတစ်ခုမှာရှိရပေါ့နော်ကျွန်တော်တို့နေ့စဉ်သွားလာရတယ်ကျွန်တော်တို့စိတ်တွေပျော်ရွှင်ဖို့ဒါပဲဖြစ်ဖြစ်ကျွန်တော်တို့စိတ်ညစ်နေရပဲဖြစ်ဖြစ်ဒီ workplace တစ်ခုမှာကျွန်တော်တို့အမြဲတမ်းကျင်လည်နေရတယ်ပေါ့နော်ဆိုတော့ဒီနေ့ကျွန်တော်တို့ discuss လုပ်သွားမယ်အဓိကခေါင်းစဉ်အဒီပိုင်းလေးပေါ့နော်ဆိုတော့ကျွန်တော်တို့နေ့စဉ်ကြုံတွေ့နေရတဲ့ workplace မှာဘယ်လိုမျိုးသဘာဝပတ်ဝန်းကျင်နဲ့အညီကျွန်တော်တို့ပျော်ရွှင်တဲ့နေရာတစ်ခုကိုဘယ်လိုမျိုးတည်ဆောက်မလဲပေါ့နော်ပြီးတော့ရင်ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝ well being ပေါ့နော်ကောင်းမွန်စွာနေထိုင်ခြင်းဆိုတဲ့ခေါင်းစဉ်နဲ့အတူကျွန်တော်တို့ဘယ်လိုမျိုးနေထိုင်ကြမလဲပြီးတော့ရင်ကျွန်တော်တို့ sustainable podcast ရဲ့အဓိကaudience ပေါ့နော်ကျွန်တော်တို့အဓိက message ပေးခြင်းနဲ့ youth တွေပေါ့နော်လူငယ်တွေyouth professional တွေ student တွေဆိုတော့ဒီလိုမျိုးလူငယ်ကဏ္ဍကရောဘယ်လောက်ထိကျွန်တော်တို့ဒီ workplace well-being မှာtempo ကျွန်တော်တို့အဓိကထားရမလဲပြီးတော့ရင်ဒီလူတွေကရောဘယ်လိုမျိုးပါဝင်နေမှုရှိလဲဆိုတဲ့အပိုင်းလေးကိုကျွန်တော်အဓိကထားပြီးတော့ဆွေးနွေးသွားမှာပေါ့နော်ခင်ဗျဟုတ်ဆိုတော့ဒီနေ့အဓိကကျွန်တော်နဲ့အတူဆွေးနွေးသွားမယ်ကျွန်တော်တို့ရဲ့ special guest ရှိရပေါ့နော်ဆိုတော့အဲ special guest ကိုကျွန်တော်ပထမဆုံးမဖိတ်ခေါ်ခင်မှာကျွန်တော်အနေနဲ့ကျွန်တော်တို့ invite လုပ်ထားတဲ့ special guest ရဲ့ background လေးကျွန်တော်အနေနဲ့ရှင်းပြချင်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ discussion လေးမှာကျွန်တော်တို့ဖိတ်ခေါ်ထားတဲ့အဓိကကျွန်တော်တို့ speaker ကတော့မတ်ပူပူမင်းဖြစ်ပါတယ်ဆိုတော့မတ်ပူပူမင်းကကျွန်တော်တို့ဒီ Yoma Strategy Holding ရဲ့ Group Sustainable Manager ဖြစ်ပါတယ်မတ်ပူပူအနေနဲ့ဆိုတော့အဓိက background တွေအနေနဲ့မတ်ပူပူကအဓိကဒီ environmental နဲ့ civil engineering background မှာအဓိကလုပ်ကိုင်နေတဲ့သူဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့မတ်ပူပူအဓိကလုပ်ကိုင်နေတဲ့ project တွေအဓိက highlight project တွေအများကြီးရှိရပေါ့နော်solid waste management system လို့ဟာမျိုးတွေနောက်တစ်ခုကကြတော့ဒီ Yoma strategy ရဲ့ ecosystem ထဲမှာပဲ Art Award Hero Award ဆိုတဲ့ဟာမျိုးလေးပေါ့နော် campaign လေးလည်းတွားထားတဲ့ဟာမျိုးတွေရှိရယ်ပြီးတော့မပူပူရဲ့ background ကDeep World Fellows alumni တယောက်လေးဖြစ်တယ်နောက်တစ်ခုကကြတော့ဒီ senior licensed engineer တယောက်လေးဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်introduction နဲ့အတူမပူပူရဲ့တကယ်community တကယ် workplace မှာမပူပူကျင့်သုံးနေတဲ့ sustainable practice တွေမပူပူရဲ့ experience တွေကိုကျွန်တော်တို့အဓိကထားပြီးတော့ဆွေးနွေးသွားမှာဖြစ်ပါတယ်ခင်ဗျမပူရေမင်္ဂလာပါခင်ဗျဆိုတော့ဒီနေ့ကျွန်တော်တို့ဆိုတော့ A Voice for a Sustainable Future podcast လေးကနေပြီးတော့ကြိုဆိုပါတယ်အခုလိုမျိုးကျွန်တော်တို့ကိုအချိန်ပေးပြီးတော့လာရောက်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျမပူ
ဆိုတော့ကျွန်တော်ခုနက introduction လေးတော့လုပ်သွားတယ်ပေါ့နော်မက်ပိုအနေနဲ့မက်ပိုရဲ့ background မှာကျွန်တော်လုပ်ထား introduction နဲ့ထပ်ပြီးတော့ဖြည့်ဆွတ်ချင်တာမျိုးလေးအများရှိပါသေးလားခင်ဗျမက်ပိုဟုတ်မရှိတော့ပါဘူးကိုဖုန်းစင်ပြေပါရဲ့ရှင့်ဟုတ်ကဲ့ပါဆိုမက်ပိုဒီနေ့ကျွန်တော်တို့အဓိက discuss လုပ်သွားမယ့်အပိုင်းလေးကကြတော့ sustainable workplace ပေါ့နော်ဆိုတော့ greening the business world ဆိုပြီးတော့ကျွန်တော်တို့ council လေး themes လေးတွားထားပါတယ်ခင်ဗျဆိုတော့အဓိကမက်ပိုကဒီ Roma strategy holding မှာ group sustainable manager အနေနဲ့ဒါနေ့တော်များများမက်ပို manage လုပ်လာတယ်ဒီ sustainable practice ကို host လုပ်လာတဲ့အပိုင်းတွေရှိရပေါ့နော်ဆိုတော့ကျွန်တော်မိကွန်းလေးတွေလုပ်ချင်ပါတယ်မက်ပိုခင်ဗျဆိုတော့ကျွန်တော်မိကွန်းလေးစလိုက်ပါမယ်ခင်ဗျဆိုတော့ပထမဆုံးတစ်ခုကကြတော့မက်ပိုအနေနဲ့ပေါ့နော်ဘယ်လိုမျိုး sustainable journey ကိုပေါ့နော်အခု6လမ်းနေတဲ့ဒီ long journey sustainable journey ကိုဘယ်လိုမျိုးစတင်ခဲ့တာလဲမက်ပိုရဲ့ initial background ကိုကဒီ sustainable နဲ့ပတ်သက်ပြီးတော့graduate ဖြစ်ခဲ့တာလားလောက်ကန်ခဲ့တာမျိုးလားမက်ပိုရဲ့ start begin ကဘယ်ကနေစတင်ခဲ့ရလဲပေါ့နော်ခင်ဗျဟုတ်ကဲ့ပါကိုဖုန်းတကယ်ကတော့လေကျမကငငယ်တည်းကမြို့ပြအင်ဂျင်နီယာတယောက်ဖြစ်ချင်ခဲ့တာကျမငငယ်တုန်းကအိမ်မက်ကဒီလမ်းတရားတွေပေါ့နော်တရားကြီးတွေစောက်မယ်အဆောက်အဦကြီးတွေစောက်မယ်ကျမတည်သွားရင်တော့မှပဲနာမည်နဲ့ပေါ့အင်ဂျင်နီယာဒေါ်ပူပူမင်းဆိုတဲ့နာမည်နဲ့ဘလို့တရားကြီးတွေဘလို့အဆောက်အဦကြီးတွေဆိုတဲ့ဟာမျိုးကျမဖြစ်ချင်ခဲ့တာပေါ့နော်ဆိုတော့ကျမအဲ့ဒီရီမန်ချက်တိုင်းမြို့ပြအင်ဂျင်နီယာကိုကျမသင်ယူခဲ့တယ်ကျမတို့ကျောင်းတက်နေတုန်းမှာပဲကိုဖုန်းတို့အားလုံးလည်းမှတ်မိမှာပါကျမတို့ဒီ2008မှာလीနာဂစ်စဖြစ်တယ်အဲ့ချိန်တုန်းကကျမမြို့ပြအင်ဂျင်နီယာကျောင်းသူတတိယနှစ်ပေါ့တတိယနှစ်မှာအဲ့ဒီမေလ2ရက်နေ့မှာတိုက်သွားတယ်နာဂစ်ရှိတယ်အဲ့နာဂစ်ဖြစ်ပြီးတဲ့အချိန်မှာကျမတို့တော်တော်ကိုစိတ်ထိခိုက်ကြေကွဲရတယ်ပေါ့နော်အဲ့တုန်းကဒီ2008နောက်ပိုင်းမှာအခုနားထောင်နေတဲ့ဒေကပေါ့နော်2008နောက်ပိုင်းမှာမွေးတဲ့သူတွေဆိုရင်တော့မမီလိုက်ဘူးပေါ့အခုဆိုရင်18နှစ်လောက်ကလေးတွေဆိုရင်မမီဘူးပေါ့အဲ့မတိုင်ခင်ကသူတွေရောကောင်းကောင်းမီခဲ့ကြတယ်ဆိုတော့အဲ့ဒီမှာကျမတို့လူတွေတောင်းနေချီပြီးတော့တည်တယ်နောက်ပြီးတော့စီးပွားရေးဆိုလို့ရှိရင်ကျမတို့တကယ်ကိုဒီ American dollar 4 billion လောက်ကိုပျက်စီးဆုံးရှုံးသွားတယ်ပေါ့နော်ဆုံးရှုံးရတဲ့ဟာရှိတယ်နောက်ရွာတွေဆိုရင်ရွာလုံးကျွတ်ပျောက်သွားတယ်ဟုတ်တယ်လူတွေပျောက်သွားတဲ့မိသားစုတွေအများကြီးပဲဆိုအဲ့ဒီသတင်းတွေကကျမတို့တညအတွင်းမှာဖြစ်ပြတ်သွားတဲ့ဟာပေါ့နော်ဒီညတညလေးအတွင်းမှာဘဝပေါင်းများစွာကိုအများကြီးပြောင်းလဲသွားစေတယ်ဆိုတော့ကျမအဲ့ချိန်မှာတအား shock ရတယ်ပေါ့နော်ဟာဒါကြီးကဘာလို့ဖြစ်ရတာလဲဆိုတဲ့အချိန်မှာကျမနားလည်လိုက်တာဒါဒီသဘာဝဘေးရန်နေဒီသဘာဝဘေးအန္တရာယ်ကဘာလို့ခုမှပူဆိုးလဲဆိုတဲ့အချိန်မှာကျမတို့ခုပြောပြနေတဲ့ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းပေါ့အဲဆိုရာသီဥတုဖောက်ပြန်ပြောင်းလဲလို့ဒီသဘာဝဘေးအန္တရာယ်တွေဖြစ်တယ်သဘာဝဘေးအန္တရာယ်တွေဖြစ်လို့လူတွေဒီလိုအသက်အိုးအိမ်တွေပျက်စီးဆုံးရှုံးနေအများကြီးသိကြပျက်စီးရဲဆိုတော့အဲ့ချိန်မှာကျမစိတ်ကပြောင်းသွားတယ်ဒါဆိုရင်ဘာလုပ်နိုင်မလဲပေါ့နော်ဆိုတော့တပြိုင်နက်တည်းမှာပဲကျမဘာကိုထပ်တွေးမိလဲဆိုတော့ကျမတို့မြို့ပြအင်ဂျင်နီယာအနေနဲ့ကျမတို့ engineering ဘိုင်းတွေမှာဆိုရင် engineer ပညာရပ်တွေတိုးတက်အောင်ကြိုးစားကြတယ်ဟုတ်တယ်ကျမတို့အင်မတန်ကိုတိုးတက်လာဖို့အတွက်အစွမ်းကုန်လုပ်တယ်အဲ့လိုမျိုးတိုးတက်အောင်လုပ်နေတဲ့တပြိုင်နက်တည်းမှာဘာရှိလဲဆိုဖြည့်ဆည်းအားတွေလည်းပိုကောင်းလာတယ်ဥပမာကိုဖုံးရင်ဟိုးရင်တုန်းကကျမတို့တစ်ပင်တစ်ပင်ကိုခုတ်မယ်ဆိုရင်ကျမတို့ဘိုးဘေးပင်တွေလက်ထက်ကတစ်ပင်တစ်ပင်ခုတ်ဖို့အချိန်အများကြီးယူရတယ်လူအင်အားတွေအများကြီးသုံးရတယ်။နောက်ပိုင်းကျမတို့စိတ်ရမ်းနေရတွေခစ်မိလာတဲ့အခါမှာတစ်ပင်တပင်မပြောနဲ့တတော်လုံးကိုတောင်ခဏလေးပြောင်းသွားအောင်လှုပ်နိုင်စွမ်းရှိတယ်ပေါ့နော်။ဒါကဒီဘက်မှာစက်ပစ္စည်းတိုးတက်လာတာပေါ့။တစ်ဖက်မှာဖြက်စီးအားတွေကလည်းပိုကောင်းလာတာကိုကျမမြင်ရတယ်။အဲ့ချိန်မှာကျမရဲ့ဆုံးဖြတ်ချက်ကဘာပြောင်းသွားလဲဆိုတော့ဟုတ်ပြီငါတို့အင်ဂျင်နီယာတွေအနေနဲ့တိဆောက်ရေးတွေလုပ်နေရင်းနဲ့ဒီသဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေတဲ့ပျက်စီးယိုယွင်းစေတဲ့ဟာတွေကလည်းဖြစ်နေတယ်။အဲ့တော့တစ်ဖက်တစ်လမ်းကနေပြီးတော့ဒါတွေကိုဘယ်လိုလျော့ပါအောင်လုပ်မလဲ။အဲ့ခါမှာကျမဒီ civil engineering ကနေကျမရဲ့ဒီစိတ်ဝင်စားမှုကပြောင်းသွားတယ် environmental engineering ဘက်ကိုပေါ့နော်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့ engineer တယောက်အနေနဲ့ဒီမြို့ပြ engineer တွေစေတီတိစောက်တဲ့အခါမှာဖြစ်လာမယ့်ဆိုးကျိုးတွေကိုရော့စေဖို့တားနိုင်တဲ့ဒီပတ်ဝန်းကျင်ထိန်းသိမ်း engineer အနေနဲ့ပူးပေါင်းဆောင်ရွက်လို့ရတဲ့ engineer တယောက်အနေနဲ့ကျွန်မဖြစ်ချင်လာခဲ့တာအဲ့ဒီမှာကျွန်မပြောင်းသွားတယ်ပေါ့ဆိုတော့ B civil ပြီးတဲ့အခါမှာကျွန်မ environmental engineering ဘက်ကိုဆက်ပြီးတော့လေ့လာတယ်ဆိုတော့ကျောင်းပြီးသွားတဲ့အခါမှာအရင်တော့ကျွန်မ environment ပေါ့နော်ဒီသဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တာကို design မတ်စိတ်ဝင်စားရကနေကျွန်မဗာမြင်သွားလဲဆိုတော့ဒီ sustainability ဆိုတဲ့အပိုင်းကိုဆက်နားလဲသွားတာပေါ့တချို့တော်တော်များများပြောတယ်တငယ်ချင်းတွေကကျွန်မ environmental engineering တက်တော့ဆိုယူနေပြီလို့ပြောတာပေါ့နော်ဘာလို့ဆိုတော့ပို့တော့ယူသားပြီနေဘာလုပ်စားမှလဲပေါ့ဒီ environmental engineering နဲ့ဆိုတော့ကျွန်မအဲ့ချိန်တော့သူကပြောနင်ကတော်တော်ချစ်တာလားပတ်ဝန်းကျင်ကိုပေါ့နော်အဲ့မှာကျွန်မအဖြေကိုကျွန်မပြန်တွေ့သွားတယ်တကယ်တော့ကျွန်မလူတွေကိုပိုချစ်တာလူတွေကိုချစ်တဲ့အတွက်ကြောင့်ဒီကျွန်မတို့လူသားတွေရှင်သန်ရက်တည်နိုင်ဖို့ဟာသဘာဝပတ်ဝန်းကျင်ကြီးမကောင်းမွန်နေမဖြစ်နိုင်ဘူး
ကျမတို့လေးရှူစရာမရှိရင်ကျမတို့မရှင်သန်နိုင်ဘူးတောက်စရာရေမရှိရင်မရှင်သန်နိုင်ဘူးအဲ့ဒါကြောင့်ကျမလူတွေကိုချစ်လို့ကိုဒီသဘာဝပတ်ဝန်းကျင်ကိုကျမပိုချစ်ပို view site တဲ့ဘက်ကိုရောက်သွားတာပေါ့နော်အဲ့မှာကျမဒီမှာ people နဲ့ planet က link ဖြစ်သွားပြီပေါ့အဲ့မှာကျမထပ်ပြီးလေ့လာရတာကျမတို့လို business of ဒီ organization တွေဆို profit ကလည်းအရေးကြီးတယ်အဲ့သုံးခုဟန်ချက်ညီအောင်သွားတာဒီ sustainability ဆိုတာကိုကျမတွေ့သွားတယ်ပေါ့နော်ကျမလေ့လာခွင့်ရသွားတယ်သင်ယူခွင့်ရသွားတယ်အဲ့လိုနဲ့ကျမ sustainability ကို design မှလုပ်ဖြစ်တာပါရှင်ဟုတ်ကဲ့မပူကျေးဇူးပါဆိုတော့ဒီမှာ career changes ဖြစ်သွားတဲ့ဟာကကျွန်တော်မြင်တဲ့ဟာအရင် passionate ဖြစ်တယ်ပေါ့နော်တကယ်ကို passion ဖြစ်တဲ့ဟာကိုအဲ့ဆို civil engineer တူဖြစ်နေပြီးသားပေါ့နော်ဒါ BE ဆိုရဲဟိုကျွန်တော်တို့ bachelor engineering ဆိုရဲဘွဲ့ရပြီးဒီတိုင်အောင်မပေါ်နေနဲ့ environmental engineering ဘက်ကိုပြန်ကူတယ်ပေါ့နော်ဆိုတော့ကျွန်တော်လည်းတကယ်တမ်းပြောရင် engineering ကိုရှင်းနှစ်လောက်လေ့လာခဲ့ရတယ်ပေါ့နော်ဒါပေမဲ့တကယ်တမ်း professional life လုပ်တဲ့ခါကျတော့အဲ့ဖက်မဟုတ်တော့ပြန်ဘူးကျွန်တော် electronic engineering အနေနဲ့ကျွန်တော်ပွဲပြီးခဲ့ပေါ့နော်ဆိုတော့ဒီမှာမေးချင်တာလေးမပူကျွန်တော်တို့နိုင်ငံမှာအရင် highlight ဖြစ်တဲ့graduate ဖြစ်ရပေါ့နော်မှာ civil တို့ electronic တို့ mechanical တို့ပေါ့နော်ဆိုတော့မပူဒီ environmental engineering ဆိုရယ် passionate subject တခုကိုကူးတဲ့နေရာမှာဘယ်လိုမျိုး experience တွေရှိခဲ့လဲဘာတွေ challenge တွေရှိခဲ့ပါလဲခင်ဗျာဟုတ်ကဲ့ဆိုကျွန်မဒီ environmental engineering ပြီးတဲ့အချိန်မှာကျွန်မဒီ environmental ကိုလည်းလုပ်မယ်ဆိုပြီးအလုပ်တွေလိုက်လျှောက်တယ်ပေါ့နော်ဆိုကျွန်တော်တို့နိုင်ငံအနေထားနေကတော်တော်အကန့်အသတ်ရှိတယ်ဘယ်မှာမှအဲ့လိုမျိုးခေါ်တာမရှိဘူးမရှိတဲ့အချိန်မှာကျွန်မဘာနဲ့ပဲစလုပ်ရလဲဆိုကျွန်မဒီ B civil နဲ့ပြီးထားတဲ့ဒီ civil engineering နဲ့ပဲကျွန်မအလုပ်စခဲ့ရတယ်ဟိုဒီ environmental အလုပ်ကိုတန်းရခဲ့ရတော့မဟုတ်ဘူးပေါ့နော်ဆိုဒီ civil engineering နဲ့ကျွန်မအလုပ်လုပ်နေရင်းနဲ့ဒီ environmental လုပ်နိုင်ခွင့်ရဖို့တစ်ချိန်လုံးကျွန်မဟိုရှာနေရဟိုရှာဖွေနေရပေါ့နော်ရှာဖွေနေတဲ့အချိန်မှာကျွန်မဘာမြင်လဲဆို NGO sector တွေဘာတွေမှာဆိုရင်တော့အဲ့ဟာမျိုးတွေရှိတာကိုတွေ့ရဆိုတော့ကျွန်မရဲ့နောက်တစ်ထပ်စိတ်ဝင်စားတဲ့အရာဘာလဲဆိုတော့ business တွေကဘာလို့ဒီ environment ကိုလုပ်လို့မရရမှာလဲပေါ့နော်ဆိုတော့ကျွန်မဒီ business တွေထဲဝင်ပြီးတော့ဒီ environmental တို့ sustainability တို့ drive လုပ်နိုင်တဲ့သူဖြစ်ချင်တာဆိုတော့ကျွန်မလက်ရှိလုပ်နေတဲ့ဒီ company ပေါ့အရင်တော့ကျွန်မတို့ SPE လို့ခေါ်တာပေါ့နော်ဒီ search fund and association company အဲ့မှာကျွန်မ project coordinator အနေနဲ့အလုပ်စခဲ့တယ်နောက်တစ်နှစ်မှာကျွန်မ project manager ဖြစ်တယ်အဲ့ချိန်ရောက်တဲ့အချိန်မှာကျွန်မဒီအထက်က senior management တွေတစ်ချိန်လုံးပြောလေးရှိတယ်ကျွန်မတို့ sustainability လုပ်ရအောင်ပေါ့နော်ကျွန်တော်တို့မှာ real estate sector လည်းရှိရခါကြတော့ဒီ construction တွေမှာ sustainable ဖြစ်အောင်လုပ်ရအောင် environment ကို care လုပ်ရအောင်ဆိုပြီးကျွန်မတစ်ချိန်လုံးပြောတယ်ကြတော့ကျွန်မတို့လူကြီးကဟိုကျွန်မဟိုလိုလိုက်တဲ့အနေနဲ့ပေါ့အေးဟုတ်ပြီပို့သူတို့လည်းနားပူလာရဲ့ထင်ပါတယ်အေးလှုပ်ဆိုပြီးတော့မှကျွန်မကိုတိုက်တယ်ပေးလိုက်တယ်ဒီ environmental engineer ဆိုတဲ့တိုက်တယ်တစ်ခုပေးလိုက်တယ်ပေါ့နော်ကျွန်မတက်ကြွလုပ်တယ်environmental engineer ပေါ့ဟိုပထမဆုံးဖြစ်ချင်တဲ့အိမ်မက်စပြီးဆိုကျွန်မ site ထဲမှာလိုက်စစ်တယ်ဘီလက်မြေအရေးတွေဘလို့တော်နာလဲစေးတွေကဘလို့လဲကျွန်တော်ဒီ construction ရဲ့ဒီဘေးထွက်ဆိုးကျိုးတွေပေါ့ဥပမာဆိုရင် site ထဲမှာမွေတွေ့ရဆိုရင်တပ်ဖို့လုပ်ရင်ကျွန်မတားတာပေါ့နော်ဒါကျွန်တော် biodiversity ကမွေကိုမတက်ရဘူးဘယ်သတိဆန်ကုန်မှထိခိုက်မှုမရှိစေရဘူးပေါ့ဒါကိုကျွန်တော်ကောင်းကောင်းကင်တွယ်ဖြည့်ရှင်းလို့ရတယ်အတူတကွကျွန်တော်တို့ရှင်တွဲနေလို့ရတယ်ပေါ့ဆိုကျွန်တော်တို့ကသူတို့နေတဲ့အိမ်ကိုလာပြီးမှကျူးပြီးတော့မှကျူးချော်ပြီးမှကျွန်တော်တို့ကစောက်လို့ရည်တွေလောက်တာဟုတ်အခုလုံးနေကသူတို့ကနေခဲ့တဲ့အရာလေးဆိုတော့ကျွန်တော်တို့ဘယ်လိုမျိုးသဟဇာတာဖြစ်အောင်လုပ်မလဲဆိုတဲ့ဟာရှာလို့ရတယ်ပေါ့ဆိုတော့အနေနဲ့ကျွန်တော် environmental engineer လုပ်ခဲ့တယ်ဖြည်းဖြည်းချင်းမှာကျွန်တော်2018မှာကျွန်တော်တို့ company ကဒီ Singapore stock exchange listed ဖြစ်တော့လေအဲ့မှာ sustainability က report လုပ်ရတော့မယ်ဆိုတဲ့ဟာပေါ်လာတဲ့အချိန်မှာကျွန်မတစ်ချိန်လုံးစောင့်စားနေတဲ့အခွင့်အရေးရလာတာပေါ့နော်အဲ့မှာ sustainability ဆိုပြီးလုပ်ဖြစ်တာပါ2018ကနေစဟုတ်ကဲ့ပါဆိုကျွန်တော်ထင်ပါတယ်အခုလက်ရှိလူငယ်တွေမှာတော့ choice တွေအများကြီးရှိရပေါ့နော်ဆိုတော့သူတို့အနေနဲ့လက်ရှိကျွန်တော်တို့နိုင်ငံရေးအခြေအနေနိုင်ငံအခြေအနေရတော့ဟို further education သွားဖို့အတွက်တချို့လည်းခက်ခဲနေမယ်ပေါ့နော်တကယ်တမ်းinternational education တွေမှာတော့ sustainable engineering ကတော့တော်တော်လေးကို highlight ဖြစ်တဲ့ subject တစ်ခုထဲမှာရှိလာပြီပေါ့နော်ဆိုတော့ကျွန်တော်ထင်ပါတယ်ဒီလို podcast လေးရနေတစ်ဆင့်မပူလိုမျိုး inspiration တွေဖြစ်နိုင်လောက်တဲ့သူမျိုးရဲ့ဟိုစကားတန်တွေကြားရင်သူတို့လည်း okay ငါတို့တော့တက်တဲ့နေပေါ့ let's do something ပေါ့ဟုတ်ကဲ့မပူအဲ့ဆိုရင်ကျွန်တော်နောက်ထပ်သိချင်တဲ့ဟာလေးတစ်ခုထဲကအဓိကမပူရဲ့ဒီ show မှာ group ထဲမှာရှိရဲ့ sustainable practice တွေပေါ့နော် workplace ရဲ့ဘယ်လိုမျိုး practice တွေကိုကျင့်သုံးနေရမျိုးတွေရှိလဲပေါ့နော်အဲ့အလီလေးကိုပြီးသွားရင်မပို့ရဲ့ဘယ်လိုမျိုးတူးချင်းစီအလိုက်ကိုဒီ sustainable practice ပေါ်မှာဘယ်လိုမျိုးဆွဲခေါ်မလဲဆိုတဲ့ဟာမျိုးတွေပေါ့နော်အဲ့လီနဲ့ပတ်သက်ပြီးတော့မေးချင်ပါတယ်ခင်ဗျာမပို့ဆိုပထမဆုံးတစ်ခုအနေနဲ့အခုဟ
ဟိုမဖို့ Yuma Group မှာဆိုရင်ဘယ်နှစ်လောက်ဖြစ်သွားပါပြီလဲမသိခင်ဗျ Yuma Group မှာဒီကျမတို့စုစုပေါင်းလောက်သက်အားဖြင့်ကတော့17နှစ်ရှိပြီပေါ့နော် 17နှစ်တောင်ရှိပြီ ဆို နော် sustainability ဘိုင်းကတော့ကျမ10နှစ်ကျော်ပြီ 10နှစ်ကျော်ပြီနော်ဟုတ်ကဲ့ပါမဖို့ဟုတ်ကျေးဇူးပါဆိုတော့ဟိုဒီထဲမှာမဖို့ဖြတ်တန်းခဲ့ရတဲ့ channel ကအများကြီးရှိမှာပေါ့နော်ဟိုမှာ highlight အနေနဲ့ဆိုရင် sustainable practice ကို transform လုပ်နိုင်တဲ့ဥမာ project တော့၎င်း campaign တော့၎င်းမဖို့တကယ် memorable ဖြစ်နိုင်တဲ့ highlight နှစ်ခုလောက်ပေါ့နော်မဖို့ဘာလေး highlight လုပ်ချင်လဲပေါ့နော်ခင်ဗျဟုတ်ကဲ့ပထမအဆုံးကတော့ကျွန်မဒီ2018မှာ sustainability manager အနေနဲ့စလုပ်တယ်ပေါ့နော်အဲ့ချိန်မှာကျွန်တော်2019မှာ campaign တစ်ခုစတယ်ကျွန်တော် refill landfill campaign ပေါ့အဲ့ဒါကတော့ရေသန့်ဘူးတွေကိုကျွန်တော်တို့ short ဖို့အရင်တော့ဆိုကျွန်တော်တို့ရဲ့ဒီရုံချုပ်တို့ meeting ခန်းတွေနောက်ကျွန်တော်တို့ရဲ့ဒီ HOD အခန်းတွေမှာရေသန့်ဘူးတွေပဲဟိုတစ်ခါသုံးရေသန့်ဘူးတွေပေါ့နော်ဆိုအဲ့ဒါကိုကျွန်တော်တို့ကစပြီးတော့ပြောင်းချင်တာအပြောင်းလေးဖြစ်ချင်တာဆိုတော့ဘာလုပ်လဲဆိုတော့ရေပြန်ဖြစ်တော့ကြမယ်အမိုက်ပုံကိုအမိုက်မရောက်ဖို့ဆိုတဲ့ဟာနဲ့ပေါ့နော်ကျွန်တော်တို့အိမ်မှာ awareness တွေလုပ်တယ် campaign လုပ်တယ်ပြီးရဲ့အခါမှာဒီ meeting ခန်းတွေအားလုံး glass jar တွေနဲ့ပဲအကုန်ပြောင်းဖြစ်တာပေါ့နော်နောက်ဆုံးအဆင့်ဒီ admin ဌာနကနေပြီးတော့ company ပတ်စံနဲ့ရေသန့်မှုလုံးဝမဝယ်ဖို့မဝယ်ဖို့ပေါ့နော်နောက်ဝန်ထမ်းတယောက်ချင်းစီတိုင်းကိုကျမတို့ကရေသန့်ဘူးအစားကိုပိုင်ရေဘူးလေးတွေပေးတယ်ကိုပိုင်ရေဘူးတွေပေးတယ်ပြီးတော့ရုံးမှာကျမတို့ဒီ20လီတာဆန့်နဲ့ဒီ water dispenser တွေထားပေးတယ်ဘယ်နေရာမှာရေပြန်ဖြစ်တောက်ပေါ့နော် pantry ထဲမှာလည်းထားပေးရဆိုတော့အဲ့ဟာလေးကတော့အမှတ်တရပဲဟိုလွယ်ကူတာတော့မဟုတ်ဘူးပေါ့ထုံးစံတိုင်းပေါ့နော်ဟိုကျမတို့မှာအခက်အခဲတွေကအများကြီးကြုံတာပေါ့တချို့ဆိုလို့ရှိရင်တချို့သောသူတွေဆိုလည်းရှိရပေါ့ဒီရေကိုဘယ်လိုယုံကြည်လို့ရမလဲပေါ့ဒီရေရဲ့ quality ကိုဒီတိုင်း20လီတာဘူးတွေရောက်လာပြီးတော့ဒီဂျားတွေကိုရောက်လာတဲ့ရေကိုဘယ်လိုယုံကြည်လို့ရမလဲရေတံဘူးမှတောက်မယ်ပေါ့နော်ရေတံဘူးဆိုရင်တော့ avian တစ်စိမ့်မှရမယ်တို့အဲ့လိုမျိုးတွေပေါ့နော်ဟုတ်ကဲ့ဟိုအစုံကြုံရတာပေါ့လူကလည်းအများကြီးဆိုတဲ့ခါကျတော့အဲ့လိုတယောက်ချင်းစီကိုအဆင်ပြေအောင်တော့ဘာလုပ်ရလဲဆိုတော့နောက်ပိုင်းကျမဘာစဉ်းစားလဲဆိုတော့ဟုတ်ကဲ့ဒီရေတန့်ဘူးရဲ့ဒီရေရဲ့ quality ကိုမယုံကြည်ဘူးဆိုလည်းရပါတယ်ကျမတို့လက်ခံပါတယ်ဒါတူးချင်းတယောက်ချင်းစီရဲ့ရွေးချယ်မှုပေါ့နော်ဒါပေမဲ့ company ရဲ့ငွေနဲ့တော့ရေဘူးဝယ်ပေးတာတော့မရှိတော့ပါဘူးဘာလို့လဲဆိုတော့ကျမတို့ရဲ့ policy ပေါ့ရေတန့်ဘူးလုံးဝမသုံးတော့တဲ့ policy လုံးမှာဖြစ်တဲ့အတွက်တူးချင်းတယောက်ချင်းစီနဲ့တော့ကိုယ့်ရဲ့တကူကြီးတခါရရွေးချယ်မှုအနေနဲ့ကိုဝယ်တောက်ချင်တောက်ခွင့်တော့ရှိတယ်ပေါ့ဒါတော့ကျမတို့အတင်းသွားတားလို့မရဘူးကျမတို့ဘက်ကတော့ဒါတော့မလုပ်ပေးနိုင်တော့ပါဘူးဆိုတဲ့ဟာမျိုးနဲ့ကျမတို့စူးစမ်းပြီးတော့လုပ်ရတာပေါ့နော်ဆိုတော့အဲ့ဒါဖြည်းဖြည်းချင်းဟိုရွေ့တယ်ရွေ့ရကိုဖုန်းကျမ data ကောက်တဲ့ချိန်မှာပထမ4လအတွင်းပေါ့ဒီကုမ္ပဏီကရေတံဘူးဝယ်တဲ့စီးရင်တွေကိုကျမကြည့်တဲ့အခါမှာ4လအတွင်းမှာရှိကုန်ကျစရိတ်တစ်ခုရှိတယ်အဲ့ဒါပြီးတော့ဒီရေတံဘူးတွေကိုလုံးဝဖြုတ်လိုက်ပြီးတော့ဒီ20လီတာရေဘူးတွေနဲ့အစားထိုးပြီးကိုပိုင်ရေဘူးတွေပေးတဲ့အခါမှာရေရဲ့ဝယ်ရတယ်ပေါ့နော်20လီတာဘူးရေဘူးကအများကြီးသက်သာတယ်20လီတာတဘူးမှကျမတို့600အခက်တုန်းက2019တုန်းကလေတဘူးမှဒါ900နဲ့600ကြားပဲရှိခဲ့ရဆိုတော့အဲ့ cost နှစ်ခုကိုရှင်းလိုက်တဲ့အချိန်မှာလေ 89.5% အောင် saving ဖြစ်တယ် 89.5% saving ဒါက business အတွက်ကြည့်ရင် profit ပဲကျမတို့ကတခါတလေရေဝယ်တောက်တယ်လို့ထင်နေပြီးမြဲ plastic ကိုဝယ်တောက်နေတာတလီတာရေဘူးရဲ့ cost ကလေတလီတာရေဘူးတဘူးကိုကျမတို့900 600ပေးတဲ့အချိန်မှာ20လီတာရေဘူးတဘူးက600ပဲကျမတို့အများကြီးกว่าတယ်အဲ့တော့ဘာလို့ plastic တွေဝယ်နေမှာလဲပေါ့နော်ဆိုတော့20လီတာရေဘူးနဲ့ရေပြန်ဖြည့်တောက်တဲ့ဟာလေးလုပ်တယ်ဆိုတော့ business profit အနေနဲ့ဆိုရင် cost saving ဖြစ်တယ် 89.5% ကျမတို့ environment အနေနဲ့ဆိုလို့ရှိရင်ရေသန့်ဘူးပေါင်း9000ကျော်၄လအတွင်းမှာကျမတို့ဝယ်ခဲ့တဲ့ list တွေက9000ကျော်ရှိတယ်ရေသန့်ဘူးတွေအဲ့9000ကျော်ကအမိုက်ပုံတွေကိုမရောက်တော့ဘူးပေါ့နော်နောက်ကျမတို့တတိယအနေနဲ့ဆိုရင်ဒီကျန်းမာရေးပေါ့ကျမတို့လုပ်ဖို့ကိုင်ဖက်တည်းရဲ့ကျန်းမာရေးရေသန့်ဘူးကျမတို့နိုင်ငံမှာဘယ်လိုထားသူလဲကိုဖုန်းတို့လည်းမြင်လေးရှိတာပေါ့နော်တကယ်နေအောင်ကြီးနဲ့တက်ရိုက်ထားတယ်ဘလို့အစင်းစင်ကင်တွယ်ပြီးတော့တည်ဆောင်လာမှန်းမသိတာတွေကိုကျမတို့ယုံကြည်ကြည်နဲ့တောက်တယ်ပေါ့အဲ့ဒီမှာကာစီနိုဂျင်တွေလည်းပါနိုင်တယ်ဒါ expire ဖြစ်တဲ့ရေဘူးကိုမသိပဲတောက်မိတာလည်းရှိနိုင်တယ်ဆိုတော့ကျန်းမာရေးဒီဆိုးကျိုးတွေပေါ့နော်ဒါတွေအားလုံးကို short ပေးတာဖြစ်သွားတယ်အော်ကျမလုပ်ဖို့ကင်ဖက်တွေကိုပြောပြဖြစ်တယ်ဒါကျမတို့ profit ပေါ့နော် business profit လည်းရှိရဲ environmental profit လည်းရှိရဲကျမတို့တူးချင်းတယောက်ချင်းစီအတွက်ဒီကျန်းမာရေးဒီ risk ကိုလည်း short ချနိုင်တယ်ပေါ့နော်အဲ့ဒီဟာလေးကတော်တော်ကိုအောင်မြင်တယ်ကျွန်မအဲ့အတွက်ကိုတော့ဂုဏ်ယူတယ်ပေါ့နော်ဟုတ်ကဲ့ခက်ခက်ခဲခဲဖြစ်တယ်ရပါမယ် impact ဖြစ်တဲ့ movement တစ်ခုလို့လည်းမြင်တယ်ပေါ့နော်ခင်ဗျာဆိုတော့အဲ့မှာလေးကျွန်တော်တစ်ခုစိတ်ဝင်စားတာဟို policy ပေါ့နော် policy making လုပ်တဲ့အခါဒါကဟိုကိုတယောက်တည်း decision နဲ့မဟုတ်တော့ဘူးပေါ့နော် top management decision တွေပါလာတယ်ဆိုတော့သူတို့အနေနဲ့ရောဘာကြောင့်ဒီလို campaign ကို join တာလဲ sustainable တစ်ခုကြောင့်ပဲလား cost ကြောင့်လားဒါမှမဟုတ်ဘယ်လောက်ထိ impact ကိုသူတို့ကလိုချင်တာလဲပေါ့နော်သူတို့မှာဘယ်လိုမျိုး vision မျိုးရှိလို့လဲပေါ့နော်ခင်ဗျဟုတ်ကဲ့ရှင်ဟို
ဆချင်းပေါ့ကျမတို့ဒီ campaign လုပ်မယ်တယောက်ချင်းစီကိုကျမတို့ကကိုယ်ပိုင်ရေဘူးတွေပေးရတော့မယ်ဆိုတဲ့အချိန်မှာကျမတို့ initial investment ရှိလာပြီ initial investment ကအဲ့တုန်းကဆိုရင်ကျမတို့ aluminum ရေဘူးလေးတွေ3600ကျတယ်တပူပေါ့နော်ဆိုတော့တယောက်ချင်းစီကျမတို့ရှိမှာဝန်ထမ်းကဒီ head office မှာတင်600လောက်ရှိတယ်ဟုတ်ကဲ့ဒါဆိုဒီတယောက်ကို3600နဲ့600မြောက်လိုက်ရင်ကျမတို့က initial investment တစ်ခုရှိတယ်ဒီ initial investment သုံးပြီးတော့ဒီဘက်က return ကဘာပြန်လာမှာလဲပေါ့နော်ဆိုတော့အဲ့ဒါကိုလေကျမတို့ကဟိုကောင်းကောင်းဒီတင်ပြနိုင်ဖို့လိုအပ်တာပေါ့ top management ကိုလေဒီမှာရလာနိုင်တဲ့ benefits တွေကဘာတွေလဲပေါ့နော်ဟိုခုနကလိုသဘာဝပတ်ဝန်းကျင်အတွက်ပဲရေဘူးရော့ယုံမဲလို့ပြောရင်လူတစ်ယောက်နဲ့တစ်ယောက်ကစိတ်ဝင်စားမတူဘူးလေဟုတ်တယ်မှန်တယ်တချို့ကတော့ပတ်ဝန်းကျင်ကိုတကယ်ချစ်တယ်ပတ်ဝန်းကျင်အတွက်ဒါရော့သွားရင်ကောင်းတာပေါ့လို့ပါလာတဲ့လူတွေရှိတယ်တချို့ကတော့အေးပတ်ဝန်းကျင်ကထားလိုက်တော့ကိုရီတွေမကဘူးလူတကာလည်းပြစ်နေရပဲပေါ့ဆိုရင်profit ကိုစိတ်ဝင်စားရတဲ့သူလည်းရှိနိုင်တာပေါ့ဒါလောက်ရင်းလိုက်ရင်တို့ကဒီဘက်မှာဘလောက်ပြန်ပြီးတော့မြတ်မှာလဲဒါတော့ကျမတို့ business သမားတွေ concept ပဲပေါ့ဒါလို့လိုက်ရင်ဒီဘက်မှာဘာပြန်ရလာမှာလဲပေါ့နော်အဲ့ခါမှာကျမတို့ကဒီငွေရင်မခုတ်ဘူးပေါ့ခုနကကျမပြောတဲ့ 89.5% saving ဖြစ်တယ်အဲ့ထက်အပြင်ကို plus ဘာလဲဆိုတော့ကျမတို့ reputation ပေါ့ဒီ single use plastic ကိုလုံးဝမသုံးဘူးဆိုတော့ကျမတို့ company ရဲ့နောက်ပြီးတော့ပို့ပြီးတော့မှကျမတို့ရဲ့ mission ဖြစ်တဲ့ Build a Better Myanmar for its people ပေါ့နော်ဒါကျမတို့ Yuma ရဲ့ mission ပေါ့ဒီ Build a Better Myanmar for its people ဖြစ်ဖို့ဆိုရင်ကျမတို့ဒီ sustainability မပါဘဲမဖြစ်နိုင်ဘူးကျမအဲ့ဒါနဲ့ communicate လုပ်တာပေါ့နော်ဆိုတော့ဒီဟာအတွက်ကြောင့်မို့လို့ကျမတို့ဒါတွေကိုလုပ်တဲ့နေဒီဟာလုပ်ရင်ဒါတွေရမယ်ဆိုတဲ့ဟာရှင်းရှင်းလင်းလင်းပြောရတာပေါ့နော်အရေးကြီးဆုံးကတော့ never give up ပဲအော်တခါနားမထောင်ရုံနဲ့စိတ်မလျှော့နေပေါ့နော်တခါနားမထောင်နှစ်ခါပြောပေါ့နှစ်ခါပြောလို့မရလဲသုံးခါပြောပေါ့အခြေအနေကိုကြည့်ပြီးတော့ကြိုကြားပြောကြုံတိုင်းပြောပေါ့ဆိုတော့နောက်ဆုံးကြရင်တော့ဟုတ်ကဲ့နောက်ဆုံးတော့ဒီ pitch ကိုလက်ခံသွားတဲ့ခါကျရင်ကျမတို့ခုနကပြောတဲ့အောင်မြင်မှုတွေရလာပေါ့နော်ဟုတ်ကဲ့ရှင်ကျေးဇူးပါမပို့ဆိုတော့ဒါကတော့တကယ်ဟို map ပို့ရဲ့ memorize ဖြစ်နေ highlight ပေါ့နော်ဆိုတော့တခြားရှိပါသေးလားခင်ဗျာနောက်တစ်ခုလားနောက်တစ်ခုကကျတော့ဒီ solid waste management ပေါ့နော်ဟုတ်ကဲ့ဟိုကျွန်မဘာသတိထားမိလဲဆိုကျွန်တော်ရန်ကုန်မြို့ဒီတဝိုက်မှာဆိုရင်အမိုက်ပုံကြီး6ပုံလောက်ရှိရပေါ့နော်အဲ6ပုံကိုမသိခင်မှာကျွန်မဘာကိုအရင်ဆုံးသိခဲ့ရလဲဆိုထိမ့်မင်းအမိုက်ပုံကကျမတို့ဒီရုံးဆိုင်တဲ့လှိုင်သာယာမြို့နယ်ထဲမှာပဲရှိရယ်။နောက်ကျမကျောင်းသူဘွားတုန်းကလည်းသွားခဲ့ဘူးလေ။ထိမင်းကကျမတို့အရက်ရဲ့ဟိုအစာပေါင်းများစွာမြင်တာအမိုက်ပုံကလေတောင်ကြီးလိုဖြစ်နေတာ။ဆိုတော့အဲ့ဒီအမိုက်ပုံကိုရောက်လာတဲ့အမိုက်တွေကိုကျမတို့ကတတ်နိုင်တဲ့လောက်ဘယ်လိုလျှော့မလဲပေါ့။အထူးသဖြင့်ကျမတို့ရဲ့ business ကနေထွက်လာတဲ့အမိုက်တွေကိုဘယ်လိုလျှော့မလဲဆိုတော့ကျမတကယ်စိတ်ဝင်စားတယ်။နောက်ပြီးတော့ကျမတို့ business ဆိုတာဒီ a part of problem မဖြစ်သင့်ဘူးပေါ့။ဟုတ်ကဲ့ဟို a part of solution ပဲဖြစ်တင်တာလေဒါကျမရဲ့ယုံကြည်ချက်ပေါ့နော်ဒါဆိုရင်ကျမတို့ဒါကိုဘယ်လိုလုပ်မလဲဆိုတော့ကျမတွေ့ရတော့ဒီ solid waste management ပဲအမိုက်တွေကိုဒါကျမတို့ကစနစ်တကျခွဲခြားစွန့်ပစ်မယ်ဟုတ်ကဲ့ဆိုလို့ရှိရင်ဒါ recycle လုပ်လို့ရတဲ့ဟာ recycle နေရာပြန်ရောက်မယ်လုံးဝမရတဲ့ဟာဒါလည်းဒီအမိုက်ပုံကိုရောက်မယ်ဆိုရင်ဒီ percentage တစ်ခုကျမတို့လျော့သွားမှာပေါ့100% landfill မဖြစ်တော့ဘူး100% dump site မဖြစ်တော့ဘူးပေါ့နော်ဆိုတော့ကျမအဲ့အတွက်ကိုစူးစမ်းတယ်ဘယ်အဆလဲဆိုတော့ကျွန်မဒီ Star City ပေါ့ဟုတ်ကဲ့Star City မှာစားတဲ့အခါပထမတစ်နှစ်ကျွန်မပြောတယ်ဟိုတော်တော်များများလက်ခံကြတယ်ဟာပူပူအရန်ကောင်းတယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့ case ဆုံးလဲဆို budget ပေါ့နော်အဲ့လိုဆိုအမိုက်ပုံတွေအများကြီးဝယ်ရမှာပေါ့အမိုက်ပုံတွေအများကြီးဝယ်ဖို့တို့မှာ budget မရှိသေးဘူးအဲဒါဆိုနောက်နှစ်ထဲကြရင်ထည့်ပါပေါ့ budget နောက်နှစ်လောက်ရအောင်ပေါ့နော်နောက်တစ်နှစ်ရောက်သွားတယ်နောက်တစ်နှစ်ရောက်တော့လေဒီလိုပဲကျွန်တော်တို့စီမှာမမျှော်မှန်းနိုင်တဲ့တခြားသောအရေးကြီးတဲ့အရာတွေဦးစားပေးရတဲ့အရာတွေပေါ်သွားတဲ့ခါကျတော့ဒုတိယတစ်နှစ်လည်းမဖြစ်ဘူးပေါ့ဟုတ်ကဲ့အဲ့မဲ့ကျွန်မကန်ကောင်းချင်တော့ဘာနဲ့တွေ့လဲဆိုရင်ဒီ Doha ecosystem မြန်မာပေါ့နော် Doha ဟုတ်ကဲ့ Doha ecosystem မြန်မာနဲ့ကျွန်မဆွေးနွေးဖြစ်တယ်စကားပြောဖြစ်တဲ့အခါကျသူတို့ကအခက်ခဲဖြစ်နေတဲ့အမိုက်ပုံကိုသူတို့ထောက်ပံ့မယ်အမိုက်ပုံလုံးဝသူတို့က free ပေးမှာဟုတ်ကဲ့အဲ့အတွက်ဘာ cost မှမရှိဘူးဒါပေမဲ့ထွက်လာသမျှအမိုက်ကိုတော့သူတို့ ਨੇ ဒီ B2B စာချုပ်ချုပ်ပြီးတော့သူတို့ကိုရောင်းရမယ်ပေါ့နော်ဟိုသူတို့ ਨੇ အလုပ်လုပ်မယ်ဆိုတော့သဘောတူညီချက်တော့ပြီးဖို့လိုတယ်အဲ့ဒါနဲ့ကျွန်မတို့အောင်မြင်သွားတယ်အဲ့ကြောင့်ဒီ collaboration တို့ဒီ partnerships တို့ဆိုတာဒီ immediate နဲ့အရေးကြီးရယ်ကိုပေါ့တယောက်တည်းဆိုမလုပ်နိုင်ဘူးမလုပ်နိုင်ဟုတ်တယ်ဒီအထူးသဖြင့်ဒီလို environment နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေပေါ့နော်ဟုတ်ကဲ့ဆိုတော့အစုအဖွဲ့နဲ့ပေါင်းလိုက်တဲ့အခါမှာလေကိုဖြစ်ချင်တဲ့ရည်မှန်းချက်တွေလည်းအောင်မြင်တယ်ဒီအများကြီးလည်းပဲဟိုအကောင့်တွေဖော်နိုင်တယ်ပေါ့အဲ့မှာကျမတို့ Star City တစ်ခုလုံးအမိုက်ပုံးတွေပြောင်းလိုက်နိုင်တယ်ခွဲခြားပြီးဖြစ်တယ်အဲ့မှာဘာပြနိုင်လဲဆိုတော့တစ်နှစ်အတွင်းမှာကျမတို့ဆက်ချင်းတစ်နှစ်အတွင်းမှာ10သိန်းကျော်ရတယ်သိန်း100ကျော်ရတယ်သိန်း100 10 million ကျော်အဲ့သိန်း100ကျော်ကအမိုက်ကနေပတ်စံပြန်ရတဲ့ငွေဟုတ်ကဲ့ဟိုးရင်တော့ဆိုကျမတို့အမိုက်ပြစ်ဖို့ပဲပတ်စံပေးရတာမှန်တယ် CDC ကိုသွားပြီးတော့လေtrucker တစ်စီးဆိုရင်ကျမတို့က2000 3000ပေါ့အဲ့လိုပေးရတာအဲ့ရနေပြီးတော့ရော့သွားတဲ့အခါမှာရောင်းလို့ရတဲ့ငွေကသိန်း100ကျော်ရရုံမကအမိုက်ပုံကိုရောက်သွားတယ်အမိုက်ကအရေးအတွက်ရော့တဲ့အတွက်အဲ့မှာလည်းတစ်ခါ cost ကထက်ကြတယ်ကုန်ကျစရိတ်ထက်ရော့တယ်
ပြီးတော့ကျမတို့ရဲ့လုပ်ဖို့ကင်ဖက်တီအနေနဲ့ညီညစ်ပတ်နံဆိုတဲ့အမိုက်တွေအားလုံးကိုလေအများကြီးမကင်တွေ့ရတော့ ဟုတ်ကဲ့ သူတို့အတွက်လည်းအများကြီးလျော့သွားတာပေါ့နော်ဒီညညပတ်ပတ်ဒါတွေကိုနေ့စဉ်ကင်တွင်ရတဲ့ပမာဏတွေအများကြီးကျသွားတယ်အားလုံးတန်တန်ရှင်းရှင်းနဲ့သူကသူတက်ရကလေးထုတ်ပိုးပြီးတော့ဟိုတခါတည်းအမိုက်ပုံကိုရောက်သွားတဲ့ဟာပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ကပြော business profit 300ကျော်အခုပြီးခဲ့တဲ့တစ်ခေါက်ထိဆိုကျွန်မတွက်တာ2နှစ်အတွင်းမှာ360ကျော်သွားပြီနှစ်အတွင်း 2နှစ်အတွင်းမှာဒီအမိုက်ပြန်ရောင်းလို့ရတဲ့ငွေပေါ့နော်360ကျော် business ကြီးတစ်ခုလုံးနဲ့ကြည့်ရင်တော့ဒီငွေကနည်းနည်းလေးလို့ထင်ကောင်းထင်နိုင်ပေမဲ့ကျွန်တော်တို့ဝန်ထမ်းတွေအများကြီးကိုလာစားပေးလို့ရတယ် additional profit ပုံစံမျိုးဖြစ်တာပေါ့နော် additional profit အနေနဲ့ဖြစ်တယ်။နောက်ကအမိုက်ဖြစ်တဲ့အတွက်ပေးရတဲ့ကုန်ကျစရိတ်လျော့သွားတယ်။နောက်ဒီဝန်ထမ်းတွေအနေနဲ့အမိုက်တွေကင်တွင်ရတဲ့ဟာတက်တာသွားတယ်။နောက်ပြီးကျွန်တော်တို့ investor တွေပဲလာလာ shareholder တွေပဲလာလာတခြား visitor တွေပဲလာလာကြည့်လိုက်တာနဲ့ကျွန်တော်တို့ကနမူနာပြနိုင်တာပေါ့။ ဟုတ်ကဲ့ အားလုံးကကြည့်တော့အမိုက်ပုံလေးဒီအမိုက်ပုံလေးတွေခွဲထားတာပဲဘယ်လိုပြုတ်လို့ရတာပဲဆိုတော့ဒီလာသမျှလူထုကိုလည်းပဲကျွန်တော်တို့ awareness ပေးနိုင်တယ်ပေါ့။နောက် Star City ထဲမှာနေတဲ့ resident တွေသူတို့အားလုံးကိုလည်းကျွန်တော်တို့ကဒါကိုမျှဝေနိုင်တယ်ဒီ resident တယောက်ချင်းစီရဲ့နောက်ွယ်ရသူတွေကိုလက်ဆင့်ကမ်းသွားနိုင်တယ်ပေါ့ကျွန်တော်တို့ကမမြင်နိုင်တဲ့ဒီ impact တွေကအများကြီးရှိပါတယ်ဆိုတော့အဲ့အတွက်လည်းကျွန်မဟိုကျင်းနဲ့အားရတယ်ပေါ့နော်3နှစ်လောက်စွမ်းတမန် fish လောက်ခဲ့ ဟုတ်ကဲ့စိတ်ညစ်လိုက်ကြိုးစားလိုက်နေနောက်ဆုံးအောင်မြင်သွားတဲ့ဟာလေးပေါ့နော်ဒါလေးအမှန်မှန်တကယ်ကိုကျွန်တော်တွေ့ရလဲ large impact ပဲပေါ့နော် ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့လုံးကသူများနိုင်ငံဂျပန်တို့ပါတော့ပေါ့နော်တော်တော်လေးကို sample ယူဖို့ကောင်းတဲ့နိုင်ငံတွေပါဒါပေမဲ့သူတို့စီမှာကြောက်လဲ waste management ကို government policy ကိုအဲ့လိုတော်တော်လေးကို highlight ထားတဲ့ဟာမျိုးတွေပေါ့နော်ဟုတ်ကဲ့ဆိုတော့အခုကျွန်တော်တို့မပုတ်ပြောခဲ့သလိုမျိုး collaboration ပေါ့နော် recycle နဲ့ 30 house က collaboration လေးလုပ်ထားတယ်သူတို့မိုက်ပုံလေးလာထားပြီးဆိုတော့ကျွန်တော်တို့လုပ်လိုက်တဲ့ waste တစ်ခုဒီဘယ်လိုမျိုးလေး profit ရှိလဲဆိုတဲ့ဟာလေးကျွန်တော်တို့မြင်ရတယ်ပေါ့နော်အဲ့ဒါလေးတကယ်ကိုရှင်းနေမယ်ဒီမှာပို့ဆိုရင် large impact ကိုမြင်ရတော့ပိုတောင်းဟိုဖြစ်အောင်ပါပေါ့နော်ဆိုတော့အမောပြေရအောင်အမောပြေဟုတ်ကဲ့ပါဆိုတော့အဲ့မှာဒါနဲ့ဆက်ပြီးတော့နည်းနည်းမေးချင်တာပေါ့နော်မပို့ဟိုလူတွေကကျွန်တော်တို့ sustainability လို့ပြောလိုက်ပြီးဆိုတာနဲ့သူတို့အကောင့်ထဲမှာတဘာဝပတ်ဝန်းကျင်အတွက်ပဲလို့စဉ်းစားရပေါ့နော်ဒါပေမဲ့ဟိုကျွန်တော်တို့ပြောတဲ့ sustainability ဆိုတာပို့တယ်ပေါ့နော်ဥပမာဘယ်လောက်ထိ environment ပေါ်မှာကျွန်တော်တို့ fair ဖြစ်လဲပေါ့နော်ကျွန်တော်တို့နှစ်ပေါင်းများစွာနေထိုင်ခဲ့တဲ့ကဘာကြီးပေါ်မှာဘယ်လောက်ထိကျွန်တော်တို့ fair ဖြစ်လဲနောက်တစ်ခုကကျွန်တော်တို့နေ့စဉ်နေထိုင်နေတဲ့ဘဝဘယ်လောက်ထိတက်တောင့်တက်တာရှိလဲပေါ့နော်တက်တောင့်တက်တာဆိုတဲ့နေရာမှာကျွန်တော်တို့ဆိုရင်ပို့ဆိုးရပေါ့နော်ကျွန်တော်နိုင်ငံဆိုရင်မနေ့နိုးလာနဲ့ anxiety နဲ့စားရပေါ့နော်ကားတွေပိတ်တယ်ကားလမ်းတွေကျက်တယ်ဆိုတဲ့အနေနဲ့စားရတယ်ဆိုတော့ well-being ဆိုတာအဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ဘယ်လောက်ထိတက်တောင့်တက်တာနေထိုင်နေလဲဆိုတဲ့ဟာမျိုးတွေပြီးသွားရင်ဆက်တဲ့ဟာမျိုး climate လို့ဟာမျိုးပေါ့နော်ကျွန်တော်တို့ဒီနှစ်တင်မှာပို့ပူလာမယ်ဟုတ်ကဲ့ကျွန်တော်တို့ရှေ့နှစ်တွေထက်ရှင်းလိုက်ရင်ဟိုရန်ကုန်မြို့ရဲ့အပူချိန်ဒီရင်တော့26ကနေ32လောက်ထိရှိတယ်အခုကတိတာတာကိုကျွန်တော်တို့က28ကနေပြီးတော့40ကျော်လောက်ထိကို40လောက်ထိကိုကတ်လာပြီပေါ့နော်အဲ့လိုမျိုးအပြောင်းလဲတွေရှိရဲ့အတွက်ကြောင့်ဒါတွေကတော့ကျွန်တော်တို့တဘာဝပတ်ဝန်းကျင်ကိုကျွန်တော်တို့ fair မဖြစ်တဲ့အပေါ်မှာပြောင်းလဲလာတဲ့လက်ရှိခံစားနေရတဲ့ဟာမျိုးတွေပေါ့နော်ဒီမှာကျွန်တော်မပူစီကနေတည်ကျင်တဲ့ဟာကြတော့မပိုတိဆောက်ထားတဲ့ဒီရိုမာရဲ့ community တခုပေါ့နော် sustainable community တခုမှာရောကိုယ့်ရဲ့နေစဉ် colleague တွေပေါ့နော်ဟုတ်ကဲ့အလုပ်လုပ်နေတဲ့သူတွေအနေနဲ့ဘယ်လောက်ထိသူတို့ sustainability ဆိုတဲ့ဟာကိုနားလည်ပြီးလဲနောက်တစ်ခုကသူတို့ရဲ့ well-being format ကဘယ်လောက်ထိရှိနေပြီလဲပေါ့နော်မပိုအဲ့လေးနည်းနည်း sharing လုပ်ပေးပါလားခင်ဗျဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့တော့များသောအားဖြင့်မှန်ပါတယ်ကိုဖုံပြောသလိုလေ sustainability လို့ပြောရင်သဘာဝပတ်ဝန်းကျင်ကို view ဆိုင်ရမယ်သဘာဝပတ်ဝန်းကျင်လုပ်ရမယ်ဆိုပြီးတော့တန်မီခေါင်းထဲမှာဝင်တာပေါ့နော်ဆိုကျွန်မအရှိမပြောသလိုပဲ sustainability လို့ပြောရင်ကျွန်မတို့က3ခုပေါ့ဒီတောက်တိုင်3ခုရှိရပါတော့ကျွန်တော်တို့လူတွေကလည်းအရေးကြီးတယ်သဘာဝပတ်ဝန်းကျင်နောက် business organization တွေဆိုရင်ဒါ profit ပေါ့ကျွန်တော်တို့တခြားသော NGO တွေတခြား organization တွေဆိုတာ partnerships တို့ prosperity တို့ပေါ့အဓိကတော့ကျွန်တော်တို့တောက်တိုင်3ခုလို့ပြောပါတယ် people planet profit ပေါ့နော်အဲ့ဒီ3ခုဟန်ချက်ညီသွားနိုင်မှသာလေဒါကျွန်တော်တို့ sustainable ဖြစ်တယ် sustainability ကိုအကောင့်ထဲပေါ်တာအောင်မြင်တယ်လို့ပြောလို့ရမှာပေါ့နော်ဟုတ်ကဲ့ပါဆိုတော့ကျွန်တော်တို့ယုံမအနေနဲ့ဆိုရင်ဒီသဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ကိစ္စတွေနဲ့မကဘဲနဲ့ကျွန်တော်တို့ဒီလူတွေပေါ့ကျွန်တော်တို့ရဲ့လုပ်ဖို့ကိုင်းဖက်တွေကိုဒီအာယုံစိုက်တဲ့နေရာမှာအရေးကြီးဆုံးကျွန်တော်တို့ရဲ့လုပ်ငန်းခွင်ကနံပါတ်1ဘေးကင်းလုံခြုံနေရမယ်ပေါ့နော်ဘေးကင်းလုံခြုံသူတို့ရဲ့စိတ်ထဲမှာလုံးဝဘေးကင်းလုံခြုံတဲ့လုပ်ငန်းခွင်တစ်ခု
ဖြစ်နေအောင်လို့ကျမတို့ကတိဆောက်ထားတယ်အမြဲတမ်းလည်းစူးစမ်းတိဆောက်နေရပေါ့နော်ဒီဘေးကင်းလုံခြုံမှုလို့ပြောရင်ကျမတို့နှစ်ပိုင်းရှိတာပေါ့စိတ်ပိုင်းဆိုင်ရာဘေးကင်းလုံခြုံမှုရောရုပ်ပိုင်းဆိုင်ရာဘေးကင်းလုံခြုံမှုရောပေါ့ဟုတ်ကဲ့ဆိုတော့ရုပ်ပိုင်းဆိုင်ရာဘေးကင်းလုံခြုံမှုနဲ့ပတ်သက်ရင်ကျမတို့ရှိမှာဒါ occupational health and safety တို့လုပ်ငန်းခွင်မှာဆိုဘေးရန်နဲ့ကင်းရှင်းဖို့ဘာတွေမလုပ်ရဘူးဘာတွေလုပ်ရမယ်ဆိုတဲ့ဟာမျိုးတွေကိုကျမတို့က training နေနဲ့သင်ကြားပေးတာအမြဲတမ်းစောင့်ကြည့်နေတာတခုခုဖြစ်သွားပြီဆိုရင်လည်းကျမတို့ကစိတ်ကူးတာပေးတာတို့လိုအပ်တဲ့ဟာတွေဆက်လုပ်တဲ့အပိုင်းတွေပေါ့နော်အဲ့ဒါလေးနဲ့တစ်ချိန်လုံးကျမတို့ကဘေးကင်းအောင်လို့ထားပြီးရစူးစမ်းတည်ဆောက်နေကြတယ်ပေါ့စိတ်ပိုင်းဆိုင်ရာလို့ပြောရင်ကျမတို့စိတ်ပိုင်းဆိုင်ရာဘေးကင်းလုံခြုံမှုလို့ပြောရင်ဘယ်လိုနည်းနဲ့မှခွဲခြားဆက်ဆံမှုမရှိဘူးပေါ့ကျမတို့ gender လို့ပဲပြောနောက်ဒီယာရူးနဲ့ပဲပြောတခုခုပေါ့နော်ကျမတို့လူလို့ဖြစ်လာပြီဆိုရင်လူသားတယောက်အနေနဲ့လေးစားခံတဲ့နဲ့ပေါ့လေးစားမှုဆိုတာလည်းရှိရမှာပေါ့နော်လုပ်ဖို့ကိုင်းပဲတယောက်နဲ့တယောက်ချားမှလည်းလေးစားမှုရှိရမယ်ပြီးကျမတို့ကတဦးတယောက်တည်းမဟုတ်ပဲအသင်းဖွဲ့နဲ့စုဖွဲ့ပြီးလုပ်ကြဖြစ်တဲ့ team work ပေါ့ဒါတွေကလည်းအရေးကြီးရယ်ဆိုတော့ဒီကျမတို့ workplace culture တခုကိုတည်ဆောက်ထားတာပေါ့နော်နောက်ကျမတို့ရဲ့ core values ထဲမှာလည်းပါတယ်ဒီ respect တို့ team work တို့နောက်ပြီး integrity ပေါ့ဒီတမန်ကြမှုကလည်းအရေးကြီးရယ်နောက် innovative ပေါ့နော်ဒါ innovation ကလည်းအရေးကြီးရယ်ဒါကျမတို့ရဲ့ core values တွေပေါ့အဲ့ဒီအပြင်ကျမတို့ရဲ့လုပ်ဖို့ကိုင်းဘက်တွေရဲ့တိုးတက်မှုကိုလည်းလစ်လူရှုထားလို့မရဘူးတူဦးချင်းတယောက်ချင်းစီအတွက် personal development နဲ့ပတ်သက်တဲ့ဆိုရင်ကျမတို့မှာ target တွေရှိရပေါ့ဝန်ထမ်းတယောက်ဟာတစ်နှစ်ကိုပြန်အနည်းဆုံး training hour 10 နာရီရရမယ်ပေါ့ဒါသူ့ရဲ့ဒီတိုးတက်ဖို့အတွက်တိုးတက်ဒီ soft skill တွေရှိမယ်နောက် professional development အတွက်တွေရှိမယ်အကယ်၍သူ့ရဲ့ professional development အတွက်သင်တန်းတွေထပ်တက်တာမျိုးတခြားသောစာမေးပွဲတွေဖြစ်ဆိုလည်းပဲကျမတို့ဒီမှာဒီcompensation and benefit ရှိရပေါ့နော်အဲ့ဒီကနေပြီးတော့စာမေးပွဲကြီးတွေစာမေးပွဲအောင်ပြီဆိုရင်စာမေးပွဲကြီးတွေကိုပြန်ပြီးတော့မှချီးမြှင့်ပေးတာတို့ဒါမျိုးတွေလည်းလုပ်တယ်ပေါ့နော်နောက်ကျမတို့ဒီမိခင်လောင်းတွေအတွက်ဆိုလည်းအနာဂတ် program လိုဟာမျိုးတွေကျမတို့လုပ်ပေးရဒီအနာဂတ် program ကအဓိကပါလဲဆိုတော့ဒါမိခင်လောင်းတွေအနေနဲ့မိခင်ဖြစ်လာပြီးကလေးလေးရသွားပြီးရဲ့အချိန်မှာအချိန်ကာလတစ်ခုကလေးနဲ့တူတူနေဖို့ခွင့်သွားရတယ်အဲ့ခွင့်ကနေပြန်လာရင်တချို့ကကိုယ်နေရာမသေးချာတော့ဘူးမှန်တယ်ခင်ဗျဒီယာဒူးနဲ့ဆက်လုပ်ဖို့ဆိုတာမသေးချာတော့အဲ့ဒါမျိုးမဖြစ်အောင်ကျမတို့ကသေချာလုပ်ပေးထားတယ်လုံးဝအာမခံချက်ပေးထားတယ်ပေါ့နော်ပြန်လာရင်ဒီယာဒူးနဲ့ငကိုအတိုင်းပဲလုပ်ပိုင်ခွင့်ရရမယ်အဲ့လိုမျိုးဖြစ်အောင်လို့ကျမတို့ team တွေကလည်းသူမရှိရဲ့အချိန်ဒီတယောက်မရှိရဲ့အချိန်မှာအတူတူဝိုင်းပြီးတော့မျှပြီးတော့ကူလုပ်ပေးကြတာမျိုးတို့ဒီလိုနည်းတွေနဲ့ကျမတို့ team work နဲ့စုပေါင်းဖြည့်ရှင်းကြတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးစိတ်လုံခြုံအောင်လည်းကျမတို့ရှိတယ်အဲ့ဒီဟာကအရေးကြီးရပေါ့ဒါတော့ကျမတို့ workplace မှာဆိုလို့ရှိရင်လူတွေကိုတန်ဖိုးထားလေးစားတဲ့အရာတွေပေါ့နော်နောက်နေ့ကပြောရတဲ့ဒီ gender equality တို့ဘာနဲ့မှခွဲခြားမှုမရှိဖို့လောက်ခလာစာတိုးဖို့ကအမျိုးသားဖြစ်ဖို့မလိုဘူးအမျိုးသမီးဖြစ်မှလည်းမဟုတ်ဘူးအမျိုးသားအမျိုးသမီးနဲ့ကြုံလွန်တဲ့တခြားသောအရာတွေပေါ့အခုကျမတို့အများကြီးရှိနေပြီပေါ့နော်LGBTQ တို့ဘာလို့နော်အများကြီးဆိုဒါဒီအားလုံးလည်းကျမတို့မှာဘာမှအရာခွဲခြားမှုမရှိဘူးနောက်ကျမတို့စီမှာဘယ်လောက် diverse ဖြစ်လဲဆိုရင်အရင်တုန်းကနိုင်ငံပေါင်း28နိုင်ငံကexpect တွေပါရှိခဲ့တယ်။အော်ဟုတ်ကဲ့တကယ်ကို very diverse ပေါ့နော်။ကျမတို့မှာလာတဲ့ background တွေမတူကြဘူး။ဒီနိုင်ငံလာတဲ့နိုင်ငံတွေမတူဘူး။ကိုယ်ကိုယ်ယုံကြည်မှုတွေမတူဘူး။အသားအရောင်တွေမတူဘူး။ဒါပေမဲ့ဒီမတူညီမှုတွေအားလုံးကကျမတို့အတွက်ကလေတမှုထူးခြားတဲ့ဟာမျိုးလေး unique ပဲ။ဒါတွေအားလုံးပေါင်းဆက်ပြီးတော့ကျမတို့ပျော်ပျော်ရွှင်ရွှင်အလုပ်လုပ်တဲ့အခါမှာလေတကယ်ကို productivity ရှိရဲ့ productivity ဖြစ်တဲ့လုပ်ငန်းခွင်တစ်ခုဖြစ်သွားတာပေါ့နော်။ဒါတွေကိုလည်းကျမတို့ကတန်ဖိုးထားပါတယ်။ဒါကျမတို့လူတွေကိုတန်ဖိုးထားတဲ့အပိုင်းပေါ့။ကျမတို့ရဲ့လုပ်ဖို့ကိုင်းဖက်တွေအပြင်နောက်ကျမတို့စီးပွားရေးလုပ်တဲ့ပတ်ဝန်းကျင်ပေါ့ community ပေါ့ community ကိုလည်းကျမတို့ဘယ်တော့မှမေ့ထားလို့မရဘူး။ဒီ community ကိုကျမတို့ဘာပြန်လုပ်ပေးနိုင်မလဲဘယ်လိုစောင့်ရှောက်ပေးနိုင်မလဲဒီ community တိုးတက်ဖို့ပေါ့လိုအပ်ချက်တွေရှိလာရင်ကျမတို့ဘက်ကအချိန်မီပံ့ပိုးကူညီနိုင်ဖို့တခါစားတာဖြစ်အောင်ပေါ့နော်အတူတူကျမတို့ဒီအတူတူ grow ဖြစ်ဖို့လိုတာပေါ့ဒီ business operate လုပ်တဲ့ဟာဆိုကျမတို့လက်လန်းမိသလောက်အတက်နိုင်ဆုံးလဲကျမတို့လှုပ်ဆောင်တာရှိပါတယ်ဒီ local community နဲ့ပတ်သက်ပြီးတော့နော်ဆိုတော့ဒါကကျမတို့ environment ထက်ကျော်လွန်နေဟုတ်ကဲ့ well being ဘိုင်းရောက်သွားပြီပေါ့နော်ဟုတ်ကဲ့ရှင်ဆိုအဲကြောင့်လဲကျွန်တော်ထင်ပါတယ်ယိုမာရဲ့ဒီကျွန်တော်တို့ vacancy market ကအများနဲ့ competitive ဖြစ်တယ်ပေါ့နော်လောက်ကြည့်ကျင်တယ်ဒီ community ထဲမှာအများကြီး land လုပ်လို့ရမယ်ဒီကိုရောက်သွားရင်ငါရဲ့live to a progress ဖြစ်မယ်ပေါ့နော်ဆိုတော့အများနဲ့တငယ်ချင်းတွေကြားထဲမှာပဲဖြစ်ဖြစ် community ကြားထဲမှာပဲဖြစ်ဖြစ်အများနဲ့လှုပ်ချင်တဲ့ workplace တစ်ခုပေါ့နော်ဆိုတော့အဲကြောင့်လဲဒီ so one of the competitive market ဖြစ်နေတယ်မှန်တာပါလေဒါမပူအဲ့ဆိုရင်နောက်ထပ်မိကွန်းလေးရကြတော့ကျွန်တော်တို့မပူရဲ့ organization မှာ
practice လုပ်နေရပိုင်းနေပြီးသွားရင်တူးချင်းစီအလိုက်ပေါ့နော်ဆိုတော့မပူတို့ရဲ့ဒီဟိုပေါ့နော် employee site ဆိုရင်လည်းကျွန်တော်မမှားဘူးဆိုရင်1000နီးပါးလောက်ထိကိုရှိမယ်ထင်ပါတယ်နော်ဆိုတော့ဒီလူတွေအကုန်လုံးရဲ့ sustainability well-being practice တွေလည်းကျွန်တော်တို့နားထောင်ပြီးသွားပြီဆိုတော့ကျွန်တော်ထပ်ပြီးတော့မေးချင်တာဟို30 house ကရဲ့ကျွန်တော်တို့ရဲ့ large community က youth community ပေါ့နော်ဟုတ်ကဲ့ဆိုတော့အမြဲတမ်းကျွန်တော်တို့လူငယ်နဲ့စကားပြောရင်ဘာဖြစ်လဲဆိုတော့ organization တစ်ခုမှာ management ဒါမှမဟုတ်လေ leader position က decision ချမှတ်တာတွေကလုပ်လို့ရတာပါဆိုတော့သူတို့ရဲ့ excuses တွေရှိရပေါ့နော်ဆိုတော့ဒီမှာကျွန်တော် discuss လုပ်ချင်တာကလူငယ်တွေရဲ့အခန်းကဏ္ဍဘယ်လောက်ထိအရေးကြီးလဲသူတို့ရဲ့single action ပေါ့နော် daily life action တစ်ခုချင်းစီတိုင်းကသဘာဝပတ်ဝန်းကျင် sustainability နဲ့ beyond ပေါ့နော်ဘယ်လောက်ထိသွားလို့ရလဲဆိုတဲ့ဟာလေးမပူစီကသိချင်ပါတယ်ဆိုတော့ဟုတ်ကဲ့ဆိုတော့ပထမဆုံးကတစ်ခုကကြတော့ဟိုကျွန်တော်ခုနပြောသလိုပဲပေါ့နော်ဘယ်လိုမျိုးလူငယ်တွေကသူတို့ရဲ့ workplace ပေါ့နော်သူတို့ရဲ့လုပ်ငန်းခွင်မှာဟို leadership position တွေမပါဘဲနဲ့သူတို့ကဘယ်လိုမျိုးsingle decision လေးတွေကိုလုပ်လို့ရလဲသူတို့ရဲ့ action လေးတွေကဘယ်လိုမျိုးလေးလုပ်လို့ရလဲပေါ့နော်ခင်ဗျဟုတ်ကဲ့ပါကိုပေါ့ဆိုလူငယ်လို့ပြောလိုက်တဲ့ခါကျရင်ကျွန်တော်တယောက်ချင်းစီအရင်သွားမယ်ပေါ့နော်ဒီ workplace မရောက်ခင်ကျမတို့ကလေအချိန်တိုင်းရွေးချယ်မှုတွေဆုံးဖြတ်ချက်တွေချနေရတာဟုတ်တယ်ကျွန်တော်လူငယ်ပဲဖြစ်ဖြစ်လူကြီးပဲဖြစ်ဖြစ်ပေါ့နော်လူငယ်ပေမဲ့လေလူငယ်တယောက်ချင်းစီမှာရွေးချယ်မှုတွေဆုံးဖြတ်ချက်တွေတစ်ချိန်တိုင်းချနေရတယ်ဥပမာအားဖြင့်ကျမတို့အိယာနိုးလာပြီအိယာနိုးလာပြီဆိုတာနဲ့မျက်နှာတက်တယ်ဒါရုံသွားဖို့ပြင်ပြီဆိုလို့ရှိရင်အဝတ်စားဘာဝတ်မလဲစပြီးရွေးချယ်ရတယ်ဟုတ်တယ်လားကိုယ့်ရဲ့ရွေးချယ်မှုနဲ့ဆုံးဖြတ်ချက်ကကိုယ့်ရဲ့လက်ထဲမှာပဲလူငယ်တိုင်းရဲ့လက်ထဲမှာရှိတယ်ငါဘာဝတ်မလဲလို့စရွေးချယ်ရတဲ့အချိန်လေးရှိပြီအဲ့ရနေဆက်ပြီးတော့ကဲ breakfast စားပြီဆိုအဲ့ဒီမှာစပြီးရွေးချယ်လို့ရပြီ breakfast ကိုအိမ်မှာပဲအေးစစ်စစ်စားမလားထည့်သွားမလားဒါမှမဟုတ်ရင်ဆိုင်ဝင်ရောက်သွားတယ်ဆိုဆိုင်မှာစားတယ်ဆိုင်မှာစားတဲ့အစားလောနဲ့ထုတ်ပိုးသွားရမယ်ဆိုရင်ဒါ waste ကစပြီးထွက်ပြီးပေါ့ take away အမိုက်တွေထွက်လာပြီ coffee တောက်တော့မယ်ဆိုရင်လည်းဒါရွေးလို့ရပြီစပြီး coffee ကိုကိုပိုင်ခွက်နဲ့ထည့်မလားဒါမှမဟုတ်ဆိုင်မှာ AC ထိုင်တောက်ချင်ရရင်ထိုင်တောက်မယ်မဟုတ်ရင်လည်းကိုပိုင်ခွက်လေးနဲ့ထည့်ယူသွားမယ်ဒါဆိုအဲ့နေရာမှာ take away cup တွေပေါ့ကျမတို့အလွယ်တကူယူသွားပြီးအမှိုက်ပုံတွေခဏလေးရောက်သွားတဲ့အမှိုက်တွေဒါတွေကို short ချလို့ရတယ်ဒါလူငယ်တယောက်ချင်းစီနေနေပေါ့နော်ပြီးသွားရင်ကျမတို့ယုံသွားပြီယုံရောက်ပြီပေါ့ယုံရောက်ပြီဟေးဆိုရင်ကွန်ပျူတာရှေ့ရောက်ပြီကွန်ပျူတာသုံးနေပြီကွာအခန်းထဲကနေအပြင်ထွက်သွားတဲ့အချိန်မှာမီးကိုပိတ်ခဲ့တာမျိုးလို့ဟုတ်ကဲ့အဲဒါဆို energy saving လုပ်လို့ရတယ်ပေါ့နော်ခုနကတော့တခုကြံခဲ့တာပေါ့မျက်နှာတက်တာကိုပြန်သွားမယ်ပေါ့နော်ကိုကိုမိသွားအဲ့ဒါကိုမျက်နှာတက်တယ်ဆိုရင်ကျမတို့များသောအားဖြင့်ဘေးစင်ပါလေရေကိုတက်ကိုဒီတိုင်းဖွင့်ချထားတယ်အဖွင့်ချထားပြီးတော့သွားတိုက်နေရေတွေကတောက်လျှောက်ကြနေရပေါ့နော်အဲ့ဆိုအဲ့ဒါလေးလုပ်လို့ရတာပဲအဲ့ချိန်မှာတက်ပိတ်ထားလိုက်ရင်ကျမတို့ရေချိုလေမပြုံးတီးစေတော့ဘူးပေါ့နော်နောက်မျက်နှာတက်တယ်သွားတိုက်တယ်ဆိုရင်ရေခွက်လေးနဲ့ခံပြီးတော့တက်တယ်ဆိုရင်ရေချိုတွေမပြုံးတီးတော့အဲ့ရနေစလို့ရတယ်လူငယ်တယောက်ချင်းစီလုပ်လို့ရတဲ့အရာပေါ့ငါကရုံရောက်သွားတဲ့ energy saving လုပ်မယ်နောက်ဆုံးကျမတို့အိမ်သာ restaurant ဝင်တယ်အိမ်သာမှာဆိုတချို့က tissue ကိုလေဟိုတိုင်းကစားသလိုလေရှိနဲ့အဲ့လိုမျိုးတုံးနေတယ်လည်းမြင်ဘူးဆိုဒါလည်းမလိုအပ်ဖ ೇನೆ ဟိုအများကြီးသုံးတာပေါ့ကိုတကယ်လိုအပ်ရလားတရွက်နဲ့ရပြီဆိုရင်ကိုတရွက်ပဲသုံးမယ်ဟုတ်တယ်မလားတရွက်သုံးမဲ့နေရာမှာ2ရွက်3ရွက်သုံးလိုက်တယ်ဆိုလဲဒါအများကြီးကုန်သွားတယ်တယောက်ချင်းစီလုပ်လို့ရရင် action တွေရတယ်အများကြီးရှိတယ်လူငယ်တွေကိုလည်းအားကိုးကျင်တယ်ပေါ့နော်တော့ကျမတို့ဒီလူငယ်တွေကပဲအင်အားများစုပဲနောက်ဒီကအကောင့်ထဲဖို့လုံနိုင်တာကလည်းလူငယ်တွေမှာပဲအင်အားရှိတာဟုတ်တယ်ကျမတို့တွေလည်းဒီထက်အသက်ကြီးသွားတဲ့ခါကျရင်ကျမတို့မှာအတွေ့အကြုံတွေရှိကောင်းရှိတယ်ပြောပြကောင်းပြောပြနိုင်ပေမဲ့တကယ်လုံနိုင်စွမ်းရည်အပြည့်အလေလူငယ်တွေစီမှာပဲမှန်တယ်ခင်ဗျသူတို့ရဲ့လောက်ကိုင်နိုင်အားလေကျမတို့ထက်အစပေါင်းများစွာမှန်တယ်2ဆလား3ဆလားပေါ့နော်ဆိုလုံနိုင်တော့လေတကယ်ကိုသူတို့ကိုလုံနိုင်စေချင်တယ်လုပ်စေချင်တယ်ပေါ့နော်လုတ်ပိုင်ခွင့်တွေလည်းအများကြီးရှိနေရဆိုတာလေးမြင်စေချင်တာပေါ့နောက်အဝတ်စားဝယ်တယ်ဒီတိုင်းပဲကျမတို့ main ကလေးတွေဆိုလည်းများသောအားဖြင့်အဝတ်စားဝယ်တယ်ဟိုဟာတာတောင်ရှိရလေတပီတို့လုံးအပြည့်ရှိလေသွားရင်ဝတ်စရာမရှိဘူးပေါ့နော်တကယ် sustainable practice အရာဆိုရင်ကျမတို့အဝတ်စားဝယ်တော့မယ်ဆိုရင်ကိုဝယ်တဲ့အထည်ကိုဘယ်နှကြိမ်ဝတ်မလဲပေါ့ကျမတို့ဘယ်လောက်ထိဝတ်မှာလဲအဝယ်ကနေပြီဆိုလဲဒါကိုတကယ်လိုအပ်ရလားပေါ့အမလိုပဲဝယ်လိုက်2ခါလောက်ဝတ်လိုက်ပြစ်ထားလိုက်ဆိုရင်လေဒါဟာ sustainable မဖြစ်ဘူးပေါ့ဒီအဝတ်ထုတ်ဖို့အတွက် resource တွေအများကြီးသုံးထားရတယ်စွမ်းရည်တွေသုံးရတယ်လူရဲ့လုပ်အားတွေသဘာဝအရင်းမြစ်တွေပေါ့နော်ပြီးအဲ့အထည်တစ်ထည်ကဆွေးဖို့ဘယ်လောက်ကြာတာလဲပေါ့ကျွန်တော်သဘာဝချီတွေလားမဟုတ်ဘဲနဲ့ polyester တို့ဒါတွေပိုင်းနှစ်ကိုရာချီပြီးနေတယ်ဟုတ်တယ်ဒီအဝတ်တွေကလေအမှိုက်အနေနဲ့ဒီကဘာကြီးမှာရှိအမှိုက်တွေထဲမှာဒါတွေကလည်းတစ်စိတ်တစ်ပိုင်းဖြစ်နေတာပေါ့လူငယ်တယောက်ချင်းစီနဲ့လုပ်လို့ရတဲ့အရာတွေရှိတယ်
ပြီးတော့ကိုရိုင်းကစံပြလုံနေရင်းနဲ့ကိုတငယ်ချင်းတွေကိုဆွဲခေါ်လို့ရတယ် ဟုတ်တယ် ။ဘာလို့ကျွန်မအကြောင်းတုံးကဆိုလေဒီလိုပဲအေးသားဝင်ကျွန်မပိုက်မသုံး တငယ်ချင်းတွေကဆိုရင်ဘာလို့လဲပိုက်တစ်ချောင်းက200ကြာတယ် something ပေါ့နော်250ကြာတယ်ဆိုသူတို့ကပူနင်းတယောက်ထဲနဲ့ဘာထူးလို့လဲပိုက်တစ်ချောင်းနဲ့ဘာမှမထူးသူများကြီးအများကြီးသုံးနေပြစ်နေရပဲတယောက်ကပိုက်တစ်ချောင်းဆိုရင်တယောက်ထဲဆိုရင်တော့တစ်နှစ်မှာ365ကြာကျွန်တော်တို့တနိုင်ငံလုံးမှာလူတယောက်ကတစ်နေ့ကိုကျွတ်အိတ်လေးတစ်လုံးပဲလျှော့ရင်တန်60ကျော်တဲ့တနိုင်ငံလုံးမှာအမိုက်ပုံကိုကျွတ်အိတ်တန်60ရော့သွားပြီ မှန်တယ် ပိုက်တစ်ချောင်းလျှော့ရင်ပိုက်တန်60ရော့သွားပြီပေါ့နော်အဲ့တော့တယောက်ချင်းစီကတော့တေးသေးလေးပဲမဲ့ကျွန်တော်တို့အားလုံးစုဖွဲ့လိုက်ရင်ဒီ collective action ကလေတကယ်ကိုအကြီးကြီးမားမားကြီး ဟုတ်တယ် ဆိုအဲ့ဒီအရွေးကိုတွန်းစေချင်တယ်ပေါ့နော် ဟုတ်ကဲ့ ဝိုင်းပြီးပါဝင်ပြီးတော့သွားစေချင်တယ်လူငယ်တို့အားပေးချင်တာကတော့စိတ်တက်မကြပါနဲ့ပြောချင်တာကကိုယ့်ရဲ့ management ကမင်းပိုင်မသုံးနဲ့တော့လို့အမိန့်ပေးမှပိုင်မသုံးဘဲနေရမှာမျိုးမဟုတ်ဘူးပေါ့နော်ကိုဟာကိုပိုင်မသုံးလို့ရတယ်ပေါ့ပြီးကိုတငယ်ချင်းတွေကိုလည်းပြောပြလို့ရတယ်ကိုအိမ်ရမိသားစုတွေကိုပြောလို့ရတယ်အမိုက်ကိုအိမ်မှာခွဲခြားပြီးပြင်လို့ရတယ်ကိုတကူချင်းတယောက်ချင်းစီကနေတငယ်ချင်းမိတ်ဆွေမိသားစုလှုပ်ဖို့ကင်ဖက်အားလုံးကမြင်လာပြီးတဲ့ခါကျရင် like အတူယူရင်းနဲ့တခါတလေမှာ management ကပါမနေနိုင်တော့တဲ့ဟာမျိုးဖြစ်လာနိုင်တယ်။ဒါသူတို့တွေလုပ်နေတာတိတ်ကောင်းတာပဲ ဟုတ်တယ် ။ဟုတ်တယ်မလားငါအားပေးတဲ့နယ်ပံ့ပိုးတဲ့နယ်ဆိုတဲ့ဟာဒီဖြစ်လာဖို့ကိုရီကpersuade လုပ်လို့ရတယ်ပေါ့ ဟုတ် တက်တည်လေးပြလို့ရတယ်ပေါ့နော်ဒီလိုဆိုရင်တော့မြင်လာမှာပဲလူကတိတာထင်ရှားတာတစ်ခုဖြစ်လာရင်သတိမမူပြီးပဲမနေနိုင်တော့ဘူးဆိုတော့တခါတလေမှာကိုအားမရှိဘူးခွန်အားမရှိဘူးဟိုပါဝါမရှိဘူးလို့ခံစားရရင်အဲ့ဒါကိုပြောင်းပြီးစေချင်တယ်ကိုရိုင်းကခွန်အားပဲ မှန်တယ် ကိုရိုင်းကပါဝါပဲကိုတယောက်ချင်းစီကနေခုနကပြောတဲ့အစုအဖွဲ့တွေများလာတဲ့အားကပို့ပြီးတော့ကြီးမားလာတယ်ပေါ့နော် ဟုတ် အဲ့ခါကျရင် management approval ရဖို့လဲမခက်ခဲနိုင်တော့ဘူးလို့အားပေးချင်တယ်ဟုတ် မှန်တယ်ခင်ဗျဆိုတော့ဟို 3C house မှာလည်းလူငယ် community ရဲ့အများကြီးရှိရပေါ့နော်အဲ့ရနေလဲတဆင်ကျွန်တော်တို့ land လောက်ရတဲ့ point တွေလည်းအများကြီးရှိရဒီကမပူ encourage လုပ်သွားတယ်ဟိုလိုပဲပေါ့နော်ကိုဘေးနာတငယ်ချင်းက single use plastic သုံးနေပေမဲ့ကိုမသုံးဆိုရင်ကိုရဲ့ action တစ်ခုကလည်း impact ဖြစ်စေဆိုတဲ့ဟာလေးကိုတကယ် highlight လုပ်ချင်တယ်ပေါ့နော်ဆိုကျွန်တော်တို့ကဒီ sustainability ဒီလို community ထဲမှာနေမှမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ ਨੇ ဆက်ဆက်နေတဲ့တငယ်ချင်းပဲဖြစ်ဖြစ်မိသားစုပဲဖြစ်ဖြစ်ဒီ awareness ကိုရသွားရင်သူတို့တက်လည်း practice ကောင်းတစ်ခုသူတို့ရှိလာမှာပေါ့နော်ဆိုတော့တကယ်ကို inspire ဖြစ်ပါတယ်မပူဆိုတော့ခုနကလည်းမပူပြောသွားတဲ့အထက်မှာတော့အများကြီးပါတယ်ပေါ့နော်ဆိုတော့ sustainability နဲ့ပတ်သက်တဲ့ decision တွေကကျွန်တော်တို့က top management က decide လုပ်မှ changes ဖြစ်သွားတာမျိုးတော့မဟုတ်ဘူးပေါ့နော်ဆိုတော့ကျွန်တော်က bottom up approach နဲ့သွားလို့လည်းရနိုင်တာပေါ့နော်ဆိုတော့အောက်ကလူတိုင်း like လုပ်နေပြီးကိုယ့်ရဲ့ community ထဲမှာပဲဖြစ်ဖြစ်လုပ်ငန်းခွင်ထဲမှာပဲဖြစ်ဖြစ်တယောက်ချင်းစီက like လုပ်နေပြီဆိုရင် management position ဒီ change ကို change ရမယ်ဆိုတော့သူတို့ရဲ့ pressure မျိုးတွေရှိရပေါ့နော်ဆိုတော့ဟို wish ဖြစ်ပါတယ်ပေါ့နော်ကျွန်တော်လည်း hope တော့ဖြစ်ပါတယ်နော်နိုင်ငံနောက်ပိုင်းကျရင်မြန်မာနိုင်ငံမှာလည်းကျွန်တော်တို့ဒီလိုမျိုး waste management တွေကောင်းကောင်းဖြစ်လာမယ်ဆိုရင်ကျွန်တော်တို့ CD ပေါ့နော်အရင်ဆုံးမြို့ကနေတဆင့်တခြားကျွန်တော်တို့မြို့တွေရွာတွေပြန်ပြောင်းလဲနိုင်မယ်လို့လည်းယုံကြည်ရပေါ့နော်ဟုတ်ကဲ့နောက်တစ်ခုပေါ့နော်ကိုဖုန်းဒီလုံးမလေးရမယ်ပေါ့နော်ကျွန်မအားလုံးလေးအားပေးချင်တာကနောက်ဒီရက်ပိုင်းမှာသတိထားမိကြမယ်ထင်တယ်ကျွန်တော်တို့ဖိလစ်ပိုင်မုန်တိုင်းနေလေဒီဖိလစ်ပိုင်မှာဖြစ်တဲ့မုန်တိုင်းနေမကြားခင်လေးတွေပဲအီရန်ရဲ့မြို့တော်တီဟီယန်မှာလေသူရေရှားပါနေပြီဟုတ်တယ်ဒီတန်းနဲ့ချီရဲ့လူတွေကရေပြတ်တော့မှာတကယ်ကိုစိုးစိုးဝါးဝါအခြေအနေဖြစ်နေတာပေါ့နော်အဲ့တော့ဒီတစ်ဖက်မှာမုန်တိုင်းတွေဖြစ်ပြီးရေကြီးနေတဲ့အချိန်မှာတစ်ဖက်မှာတောက်သုံးရေမရှိတော့အောင်ကိုပြက်လက်ပြီးတော့ဒီမြို့တော်တွေကသူတွေကရေရှိနိုင်မယ့်နေရာတွေရွှေ့ဖို့တွေပြုတ်ဖို့တွေလုပ်နေရပြီဟုတ်တယ်ဒီလူကြီး10 သန်းကျော်ဆိုတာနေတဲ့ပမာဏမဟုတ်ဘူးနောက်သူတို့ရဲ့ဒီဓာတ်ပုံတွေလည်းပါတယ်ပေါ့ဒီ reservoir ကြီးတွေထဲမှာဆိုလို့ရှိရင်ရေက 8% လောက်ပဲဟိုးအောက်မှာကတ်နေတာဟုတ်တယ်သူတို့လှောင်နိုင်တဲ့ပမာဏရဲ့800%လောက်ကတ်နေပြီးတော့အဲ့ရေကလည်းလုံးဝ dead water လို့ပြောလို့ရတယ်ပုံလို့မရတယ်ပုံလို့မရတယ်နော်ဆိုတော့အဲ့လိုအနေထားတွေကတကယ်ဖြစ်နေတာပေါ့ကျွန်တော်တို့ငယ်ငယ်တုန်းကဆိုရင်ဒါကလေဟိုသတင်းတွေမှာပဲမြင်ဘူးတာကိုယ်နိုင်ငံအဝေးဟုတ်တယ်ဟုတ်တယ်ကျွန်တော်တို့ငယ်ငယ်တုန်းကလေဘယ်နိုင်ငံမှာမြေပြိုလို့ဆိုရင်အော်တနာပါတယ်ဒီလောက်နဲ့ပြီးသွားကျွန်တော်တို့တကယ်မကြုံသေးဘူးလေဟုတ်တယ်ဘယ်မှာဘာဖြစ်တယ်အခုတကယ်ကိုဖြစ်နေတာကဘာကြီးမှာကိုရီနဲ့အရန်ကိုနီးကပ်နေပြီကိုရိုင်းလည်းခံစားနေကြရပြီပေါ့နော်ဆိုတော့ကျွန်တော်တို့လူငယ်တွေကိုလည်းထပ်ပြီးတော့ဟိုတိုက်တွန်းချင်တာကလေကျွန်တော်တို့တွေတကယ်ကိုလှုပ်ဆောင်ဖို့လိုနေပြီ action ယူဖို့လိုတယ်ပေါ့နောင်လာမယ့်ကျွန်တော်တို့မြန်မာနိုင်ငံမှာရေချိုလုံးဝမရှားသွားနိုင်ဘူးလို့လေပြောလို့မရဘူးလေနော်ခင်ဗျာကျွန်တော်တို့ကလည်းရှိနေတဲ့ resource တွေကိုမထိန်းသိမ်းဘူးတန်ဖိုးမထားဘူးဂရုတစိုက်တာမကင်တွေပေါ့နော်ဒီ management လုပ်ဖို့ဆိုရင်တစ်ချိန်ချိန်မှာအခုတီဟီယန်ကကြုံနေတဲ့ဟာမျိုးကျွန်တော်တို့စီဖြစ်မလာဘူးလို့လည်းမပြောနိုင်ဘူးပြောလို့မရဘူးပြီးတော့
ကျွန်တော်တို့စီမှာသူများနိုင်ငံတွေမှာ data တွေ research တွေသူတို့ preparedness တွေရှိပြီးသားပေါ့နော်ကိုရီးနိုင်ငံရဲ့မှာကြတော့အဲ့လိုမျိုးအပိုင်းလေးလဲတချို့မရှိတဲ့အပိုင်းတွေရှိတော့ဖြစ်လာမှာဖြစ်တယ်ဆိုတဲ့ဟာမျိုးဖြစ်တာပေါ့နော်တကယ်တမ်းဖြစ်သွားရင်လည်းကျွန်တော်တို့မှာဘာလို့လဲလောက်မသိငုတ်တုတ်ကြီးထိုင်ကြည့်တယ်လို့မျိုးပဲအခု Manly earthquake ရုတ်တရက်ကြီးဖြစ်သွားပြီပေါ့နော်ဒီတိုင်းပဲထိုင်ကြည့်နေရတယ်ပေါ့နော်သူများနိုင်ငံအကူအညီတွေတောင်းရတယ်အဲ့လိုမျိုးထက်ဆိုင်ရင်ကျွန်တော်ရဲ့အများကြီးမကြည့်နဲ့ပေါ့နော်ကိုယ့်ရဲ့နေ့စဉ်ဘဝလေးမှာပဲကိုဘယ်လောက်ထိ short ချနိုင်လဲကိုဘာလုပ်နိုင်လဲဆိုတဲ့ဟာလေးပေါ့နော်ဟုတ်ကဲ့တကယ်ကို inspire ဖြစ်ပါတယ်ခင်ဗျာဆိုတော့နောက်တစ်ခုကကျတော့မပူနောက်တစ်ခုမေးချင်တာလူငယ်တွေရဲ့ mindset ကိုပေါ့နော်ဘယ်လိုမျိုး knowledge ပေးချင်လဲပေါ့နော်ဆိုတော့ခုနပြောလို့ပဲတငယ်ချင်းတွေလည်းဖဲဆိုင်သွားထိုင်နေကိုက single use plastic မသုံးသည့်တိုင်အောင်ကိုပေးနာမှာရှိတဲ့တငယ်ချင်းတွေကကိုလှောင်ပြောင်းမှာဆိုတဲ့အတွက်သုံးလိုက်ရတယ်ပေါ့နော်အဲ့လိုမျိုးတွေရှိရဲဆိုတော့ကိုရဲ့ mindset ကိုဘယ်လိုမျိုး strongly resilient ကောင်းဘယ်လိုမျိုးလေး practice လုပ်တင်လဲပေါ့နော်ခင်ဗျာဟုတ်ကဲ့ဟုတ်ကိုပုံဒီမိကွန်းကတကယ်ကိုကောင်းပါတယ်နောက်လူငယ်လို့ပြောရင်ပေါ့နော်တခါလေကျွန်မခန်းစားမိတဲ့အရာရှိရဲ့ကျမတို့တွေကမတရားဘူးလို့လည်းခါရီရောခန်းစားမိရပေါ့တစ်ချိန်လုံးလူငယ်တွေပဲလေလူငယ်တွေကထိုင်းရအရန်များတယ်ပေါ့သူတို့မှလေမျိုးဆက်သစ်တွေကအရေးကြီးရယ်သူတို့ဟွာဆိုလဲမင်းတို့ကလှုပ်တဲ့နေဒီဟာဆိုလဲမင်းတို့လူငယ်တွေကသူတို့ရဲ့ဒီပခုံးမှလေဝင်ထုတ်ဝင်ဖို့အရန်များတယ်ပေါ့နော်ဒါကိုလည်းကျမတို့အပြည့်အဝနားလဲပါတယ်ဒါပေမဲ့လေတကယ်ကိုကနကပြောလို့ခွန်အားရှိပြီးတော့အားအင်အပြည့်ရလေလူငယ်တွေမှာပဲများတာဖြစ်တဲ့အတွက်ကြောင့်လူငယ်တွေကိုတိုက်တွန်းကြတာများတယ်ပေါ့တကယ်လူငယ်တွေရဲ့လုံနိုင်စွမ်းကလည်းအမှန်ခံပဲတကယ်ကိုလုံနိုင်တဲ့အားကလေဒါကိုကျွန်မအပြည့်အဝယုံကြည်တယ်ဆိုတော့က mindset ပေါ့ mindset ပြောင်းရဖို့ဆိုတဲ့ဟာကအရင်ဆုံးကိုယ့်ရဲ့ယုံကြည်မှုကအရေးကြီးတယ်ဟုတ်ကဲ့ကိုယ့်ရဲ့တကယ်နှလုံးသားထဲမှာဘာကိုယုံကြည်ရလဲပေါ့ဒီသဘာဝပတ်ဝန်းကျင်ကိုတကယ်ထိန်းသိမ်းမှုလိုတယ်ဒီအမိုက်တွေကတကယ်ပြဿနာဖြစ်တယ်ကိုတကယ်သာယုံကြည်သွားလို့ခိုင်မာသွားရင်ကိုကပြောတဲ့ဟာကဘာမှမဖြစ်တော့ဟုတ်ကဲ့သူများတွေကကိုယ်ကိုမသုံးလို့ကိုကပြောမှဆိုလို့ရှက်ပြီးသုံးလိုက်ရတယ်ဆိုတဲ့ဟာမျိုးဆိုလည်းမရှိတော့ဘူးဟုတ်ကိုကသာသူတို့ကိုအားရပါရပြန်ပြောနေရသူပဲဖြစ်လာတော့မှာမင်းတို့ဒါကြီးကဘာဖြစ်စေနိုင်လဲဒီ plastic ကဘယ်လိုဆိုးကျိုးတွေဖြစ်စေနိုင်လဲအမိုက်တွေကဘာတွေဖြစ်နေရဆိုတဲ့ဟာမျိုးပေါ့နော်ဟုတ်ကဲ့အဲ့ကိုပြောင်းသွားနိုင်တယ်ပေါ့ဟုတ်ကဲ့တော့နံပါတ်1ကကိုရှာဖွေစေချင်တယ်အရင်ဆုံးကိုနားလဲစေချင်တယ်ပေါ့နော်လူငယ်တယောက်ဟာကို့အကြောင်းကိုနားလဲဖို့အရေးကြီးဆုံးပဲကိုဘာကိုယုံကြည်လဲကိုရဲ့ဒီဘဝမှာတကယ်လုပ်ချင်တဲ့အရာကဘာတွေလဲကိုကြံတဲ့ဒီတက်တန်တခြားကိုဘယ်လိုဖြတ်တန်းသွားခြင်းလဲကိုမရှိတော့တဲ့နောက်ပေါ့ legacy အနေနဲ့ပေါ့ကိုတည်သွားပြီးတဲ့နောက်မှာဘာထားခဲ့ချင်တာလဲဆိုတဲ့အရာတွေပေါ့နော်အဲ့ဒါတွေအားလုံးကိုရဲ့အတွင်းထဲမှာအရင်ရှာဖွေစီခြင်းတယ်ဟုတ်ကဲ့အဲ့လိုရှာဖွေလို့တွေ့သွားပြီဆိုရင်အဲ့ဒီယုံကြည်ချက်အဲ့ဒီဟာကအရင်ခိုင်သွားပြီဟုတ်ကဲ့ဘယ်သူမှလာပြီးတော့ shake လုပ်လို့မရဘူးမှန်တယ်ခင်ဗျအဲ့လိုအနေထားကိုဖြစ်စေချင်တာပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ဒါကကောင်းတယ်လို့ပြောလို့ဝုန်းဆိုဒီဘက်ကိုရောက်သွားလိုက်ဟိုဟာကောင်းတယ်ဆိုလို့ဟိုဘက်ကိုရောက်သွားလိုက်ဒီလူတွေကဒါလုပ်နေလို့ဆိုပြီးလိုက်လုပ်လိုက်ဆိုရင်ကိုဟာကိုပျောက်ဆုံးသွားမှာမှန်တယ်ခင်ဗျအဲ့ဒီကိုပျောက်ဆုံးတာအရင်ဆိုးတယ်ဟုတ်ကဲ့ပေါ့နော်ကိုယုံကြည်ရာကိုလုပ်နေရတဲ့ဟာကလေပင်ပန်းနေနေတာခံနိုင်ရင်ရှိတယ်မှန်တယ်ခင်ဗျနိုင်ဆိုအဲ့ဒါလေးကိုတော့လူငယ်တွေကိုအားပေးချင်တာပေါ့နော်ကိုရှာဖွေပါကိုတကယ်ရင်ထဲမှာဘာကိုယုံကြည်ရလဲဘာကိုတကယ်ဖြစ်ချင်တာလဲလုပ်ချင်တာလဲပေါ့နော်အဲ့ဒါတွေနောက်ကဒီဇိုင်းမတ်အားထုတ်စေချင်တယ်ထုတ်စေချင်တာပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်မပူဒီ message လေးကအရင်ကောင်းတယ်ပေါ့နော် so find yourself ပါ own yourself ပေါ့နော် be yourself ဆိုတော့ကိုယ့်ဟာကိုယ်ပဲdecision လုပ်ပေါ့နော်သူများ like လုပ်လို့follow up လုပ်ရတဲ့ဟာသူများ decision လုပ်လို့ကိုကလှုပ်လိုက်ရတဲ့ဟာမျိုးอ่ะကြတော့ရေရှည်ကြရင်ကိုယ်အတွက်လည်းလူငယ်တွေတို့မပြောတော့ဘူးပေါ့နော်ဟုတ်ကဲ့ဒီချိန်မှာဒီတိုင်းအတွက်လို့ပဲပြောလိုက်တော့ပေါ့နော်ခင်ဗျာဟုတ်ကိုယုံကြည်မှုနဲ့လေလုပ်ရတဲ့ဟာကလေအဲ့လိုလူကရမ်းကိုဘယ်လိုပြောရမလဲကိုရမ်းကြည့်လို့ကောင်းတာဟုတ်ကဲ့သူယုံကြည်ချက်နဲ့သူကလေဒါကိုစူးစမ်းပန်းစားလုပ်နေတာဟုတ်ဒီလားအဲ့တော့အားလုံးနဲ့မတူရင်တော့မှ तू ကတမူထူးခြားနေတယ်ဟုတ်ကဲ့သူဟာသူလေပြီးတော့အနည်းဆုံးစိတ်ကျေနပ်မှုရတယ်ပေါ့မှန်တယ်ခင်ဗျကျမတို့တယောက်ချင်းစီနေနဲ့ဥမာ plastic ကျမပိုက်မသုံးဘူးတငယ်ချင်းတွေကဝိုင်းဟားလိုက်တယ်ပေါ့ဟာပူရဲ့နေတယောက်တည်းဟိုဘာမှမထူပါဘူးနေမဲဟိုနှာခေါင်းကိုဟိုရေခဲတွေထိဘာတွေထိပေါ့နော်ကျွန်တော်အေးသားဝင်ရှိရလေပိုက်နဲ့မသုံးကြလို့ဆိုရင်ရေခဲတော့ဟာလိုက်ကြည့်ရမျိုးလို့အဲ့လိုမျိုးပြောလဲပဲကိုက shake မဖြစ်သွားကိုယုံကြည်ချက်ကဒါပဲမှန်တယ်ခင်ဗျအဲ့ခါကျရင်စိတ်ထဲမှာတင်ငယ်သွားတာတို့ရှက်ရသွားတာတို့ဘာမှမခံစားရဘူးဟုတ်ဒါပေမဲ့ဘာတော့ခံစားရလဲသူတို့ငါဆရာကြီးလောက်အောင်မဟဲ့ဒါတကယ်ရင်းနေလို့ဆိုတော့လေပြောပြတာတရားဟောရတာပေါ့နော်တကယ်ချင်းဒါဒီလိုရှိရပေါ့ကိုကလည်းကျင့်တတ်တယ်
နောက်ဆုံးကိုချောင်းပိုက်တစ်ချောင်းမထွက်သွားဘူးဘယ်သူကဘာပဲပြောကိုချိန်တတ်တယ် ဟုတ်ကဲ့ စိတ်ကျဉ်နှံမှုအပြည့်ရတယ်ပေါ့နော် ဟုတ်ကဲ့ဟုတ်ကျေးဇူးပါမပူဆိုတော့ဒီကျွန်တော်တို့တော်တော်များလူငယ်အကြောင်းလေးလည်းဆွေးနွေးပြီးသွားပြီမပူရဲ့တကယ်workplace practices တွေလည်းဆွေးနွေးပြီးပေါ့နော်ဆိုတော့ကျွန်တော်တို့တကယ် real world community မှာဒါကိုကျွန်တော်တို့ transform လုပ်ဖို့အတွက်ဒီလိုမျိုး practices တွေကို awareness လုပ်ဖို့အတွက်ဘယ်လိုမျိုးခက်ခဲလေးရှိလဲပေါ့နော်အခု30 house ဆိုရင်လည်းကျွန်တော်တို့စခဲ့တာ2နှစ်လောက်ရှိပြီခင်ဗျာမပူဆိုတော့ကျွန်တော်တို့တက်နိုင်သမျှတော့zero plastic လို့တော့ကျွန်တော်တို့ promise တော့ပေးလို့မရဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့တက်နိုင်သမျှ plastic reduction နဲ့ပတ်သက်တဲ့ zero plastic ထိရအောင်ကျွန်တော်တို့ community ပေါ့နော်ဒီ small community ကိုကျွန်တော်တို့ awareness တွေပေးရ promote တွေလုပ်တယ်ဒါပေမဲ့ကျွန်တော်တို့မှာလည်း challenge တွေအခုတည်ရှိနေလို့ပဲနောက်လည်းရှိမှာပေါ့နော်ဟုတ်ကဲ့ဆိုတော့အဲ့လေးကိုကျွန်တော်တို့ဘယ်လိုမျိုး lesson learn point နေနဲ့မပူစီမှာဘယ်လိုမျိုးလေးရှိလဲဒီမပူရဲ့ workplace community ထဲမှာဒီလောက်ကြီးရဲ့ community ကို transform လုပ်ဖို့အတွက်ဘယ်လောက်ထိ challenge တွေရှိခဲ့လဲဆိုတဲ့ဟာလေး discuss လုပ်ချင်တာပေါ့နော်ခင်ဗျာမပူဆိုတော့ပထမဆုံးတစ်ခုကကြတော့နိုင်ငံနဲ့ရှိပြီးတော့မပြောတော့ပါဘူးပေါ့နော်ဟုတ်ကဲ့ဆိုတော့မပူအနေနဲ့အဓိကYoma workplace မှာ sustainability practice နဲ့ပတ်သက်ပြီးတော့ transform လုပ်တဲ့အခါမှာအကြီးမားဆုံး challenge ကဘာတွေရှိလဲပေါ့နော်ခင်ဗျဟုတ်ကဲ့အကြီးမားဆုံး challenge ကတော့ကျွန်တော်တို့လူတွေရဲ့behavior ပေါ့နော်ဟုတ်ကဲ့ behavior ကတော့တကယ်ကို challenge ပဲညာတော့အဖြစ်ကျွန်တော်တို့သဘာဝပတ်ဝန်းကျင်အကြောင်းပြောတယ်ဒါကအရေးကြီးရလို့ပြောရင်ကျွန်တော်တို့လူတွေအများစုကလိုက်လက်ခံတယ်ဟုတ်ဘယ်သူမှဒါကိုလေတိတ်မဆန့်ကျင်ဘူးမှန်တာပေါ့သဘာဝပတ်ဝန်းကျင်ဟုတ်တယ်ကဘာကြီးပူနွေးလာပူလာတယ်လူတိုင်းလက်ခံတယ်ဒါပေမဲ့အဲ့ဒါကိုတကယ် action ယူရတော့မယ်ဆိုရင်တော့တွန့်သွားပြီပူလာတယ်တခြားလူတွေတော့လုပ်ပေါ့နော်ဒါအစိုးရနဲ့ဆိုင်တယ်ပေါ့အစိုးရဘာမှဖြစ်မှာဒါမှမဟုတ်လဲဒါတကယ်ကိုပတ်စံရှိတဲ့နိုင်ငံတွေမှာပတ်စံရှိတဲ့နိုင်ငံတွေအောင်မနေလုပ်နေကြတာပတ်စံရှိပြီးတဲ့ investment တွေကောင်းနဲ့လုပ်နိုင်မှရမှာပေါ့ဆိုတဲ့ဟာမျိုးတွေနဲ့ဝင်ပြီးတော့ကိုတကယ်လုပ်နိုင်ဖို့ကခက်တယ်ဆိုတဲ့ဟာကိုကင်ထားကြတယ်ပေါ့နော်ဆိုတော့အဲ့နေရာမှာကျွန်မဗာမြင်လဲဆိုတော့ကျွန်တော်တို့တယောက်ချင်းစီလုံနိုင်စွမ်းရည်ပေါ့တူတယောက်ချင်းစီလုံနိုင်စွမ်းရည်ကိုမေ့လျော့နေကြတယ်လို့မြင်တယ်အများစုကမှန်တော့မှန်ပါတယ်ခုနကပြောတဲ့ comment တွေကအစိုးရမှန်တယ်အစိုးရပါလာရင်တော့ကျွန်တော်တို့အရန်ကောင်းတာပေါ့အများကြီးမြန်ဆန်လုံနိုင်တာပေါ့နော်ပတ်စံနေအများကြီး investment ထည့်နိုင်ရင်အဝေးကြီးရွေးနိုင်တာပေါ့မှန်ပါတယ်ဒါလေးတစ်စိတ်တစ်ပိုင်းမှန်တယ်ဒါပေမဲ့အဲ့ဒါတွေမပါလို့ဘာမှလုပ်မရတာတော့မဟုတ်ဘူးပေါ့ကျွန်တော်တူးချင်းတယောက်ချင်းစီရဲ့ခုနကပြောတဲ့အရေးပါတဲ့ဒီစွမ်းရည်လုံနိုင်စွမ်းရည်တွေကိုကျွန်တော်တို့လိလူရှုထားမိတယ်မိတတ်ကြတယ်ပေါ့နော်ပြီးတော့လူတွေကတယောက်နဲ့တယောက်စိတ်ဝင်စားမှုမတူဘူးခုနကပထမအဆုံးကျွန်မဥပမာပြောရရင်ကျွန်တော်တို့ယုံမှာ single use ဒီ take away coffee ခွက်တွေကိုကျွန်မ short ချင်တာပေါ့ဟုတ်ကဲ့ take away coffee ခွက်တွေ short ချင်တော့ကျွန်မဘာစလုပ်လဲဆိုတော့ကိုပိုင်ခွက်လေးတွေသာယူလိုက်ရင်900 discount ပေးမယ်အဲ့လိုမျိုးစလိုက်တယ်စလိုက်တဲ့ခါကျတော့900 discount ကိုစိတ်ဝင်စားတဲ့လုပ်ဖို့ကင်ဖက်တချို့ကပါလာတယ်သူတို့ရဲ့ coffee ခွက်လေးနဲ့လာတယ်900 discount ယူတယ်တချို့ကကြာစိတ်ဝင်စား900မရလေကိစ္စမရှိဘူးကိုက convenient ဖြစ်တယ်လေရုံးရောက်လာတယ် take away cup ယူတယ်တက်သွားတယ်အဲ့တော့900 discount ပေးရချိန်မှာကျွန်မ percentage တစ်ခုအောင်မြင်တယ်ပေါ့ဟုတ်ဒါပေမဲ့အများကြီးမပါလာသေးဘူးအများကြီးပါလာအဲ့ဒါကျွန်မ2လလောက် awareness လုပ်ပြီးတဲ့အခါမှာဘာလုပ်လဲဆိုတော့ဟုတ်ပြီခုကနေစပြီး discount မပေးတော့ဘူး take away cup နဲ့ယူမယ်ဆိုရင် take away cup ရဲ့ကုန်ကျစရိတ်ကို2ဆတိုးမယ်double charges လုပ်တာဟုတ်ကဲ့ double charge လုပ်မယ်ဆိုပြီးလုပ်လိုက်တယ်အဲ့မှာနည်းနည်းလျော့သွားတယ်တချို့ကကိုယ်ပိုင်ခွက်လေးနဲ့ပါလာတယ်ပေါ့တချို့က double charges လဲ oh it's okay 200ကနေ400ဖြစ်သွားပေးနိုင်တယ်ပေးနိုင်တယ်ငွေရဘာမှမဟုတ်ဘူး1000တောင်းလေးပေးမယ်ဘာလို့ဆို convenient ကအရေးကြီးတယ်သူတို့တက်ကဒီခွက်ကိုဒုက္ခတည်လာဖို့မလွယ်ဘူးပေါ့နော်နောက်မေ့လာတယ်တခုခုပေါ့သူတို့မှလည်းအကြောင်းပြချက်တွေရှိတဲ့ခါကျတော့ဒီလိုပဲယူသုံးနေရလဲရှိတယ်ဒါပေမဲ့ခုနကလိုမျိုးနှစ်ဆလောက်လိုက်တဲ့အချိန်မှာ percentage ကထပ်တက်လာတယ်အဲ့ဒီမှာကျွန်မဘာတွေ့လဲဆို60%လောက်က take away မယူတော့ဘူးဟုတ်ကဲ့အများကြီးလျော့သွားတယ်ကျွန်တော်အရင်တော့ဆိုရင်လူတိုင်းဒီပါယူနေရနေပေါ့နော်ကျွန်မလည်းတောက်လျှောက် data တွေကောက်နေရဆိုတော့60%လောက်ကမယူတော့ဘူးဒါပေမဲ့40%လောက်က double charge ပေးပြီးတော့သုံးနေတော့မယ်ဟုတ်ကဲ့အဲ့တော့ကျွန်မဘာထပ်ပြီး communicate လုပ်ဖို့လိုလာလဲဆိုတော့ကျမကြီးနဲ့ပတ်သက်ပြီးကျွန်မသူတို့ communicate လုပ်တယ် coffee ခွက်က take away cup ဒီ pure paper လို့ယုံကြည်သလားဒါစက်ကူအပြည့်အဝဆိုရင်တေချာပေါက် coffee ကိုမထိန်းထားနိုင်ဘူးပြေးကြသွားမှာပဲဘာလို့ coffee ကိုထိန်းထားနိုင်လဲဆိုအထဲမှာဒီ plastic အလွှာပါလေးရှိတယ်အဲ့ plastic အလွှာပါလေးကြောင့်ဒါလေသူကထိန်းထားတာအဲ့ plastic အလွှာပါလေးနဲ့ coffee အပူနဲ့ထိရင်ဘာဖြစ်နိုင်လဲဆိုရင်ကျမတို့တို့ဒီကျမကြီးကိုဆိုးရွားစေတဲ့ဒီ risk တွေရှိတယ်ပေါ့ဒီကအရည်တွေ chemical တွေပျော်ဝင်ပြီးတော့မှ coffee နဲ့ပေါင်းသွားတာတို့မြန်မာနိုင်ငံက cancer rate တွေအများမြင့်နေတဲ့အခါမှာဒါကလည်းတစ်စိတ်တစ်ပိုင်းအနေနဲ့
အခုတောက်တော့အခုမဖြစ်ဘူးပေါ့နော်တတိလေးနဲ့ very very ဒီ micron လေးတွေကနေဝင်ပြီးစုသွားတာဆိုတော့အဲ့လိုမျိုးကျမကြီးနဲ့ထပ်ပြီးတော့ကျွန်မ communicate လုပ်ရတာပေါ့အဲ့တော့ဘာပေါင်းစုံပေါ့နော်ခုနကလိုမျိုးငွေတက်တာချင်းတဲ့သူရှိမယ်တချို့က discount incentive ကိုကြိုက်တယ်တချို့ကြတော့လေကိုအိတ်ထဲကနေနှစ်ဆထွက်ရတယ်ဆိုရင်တော့နည်းနည်းစဉ်းစားလာပြီးဆိုတဲ့သူရှိမယ်တချို့ကကျမရေး view site တဲ့သူရှိရယ်မတူညီတဲ့စိတ်ဝင်စားမှုမတူညီတဲ့သူတွေကိုသူတို့စိတ်ဝင်စားရနဲ့တကယ် reality ကိုပြောပြနိုင်တယ်ဆိုလို့ရှိရင်ဒါကျမတို့အရွေးတစ်ခုဖြစ်တာပေါ့တပုံစံနဲ့သွားရင်တော့မရဘူး မရနိုင်ဘူး ခုနကလိုမျိုး discount ပေးမယ်လို့ပြောရင် discount စိတ်ဝင်စားတဲ့သူကမပါလာဘူး discount စိတ်ဝင်စားတဲ့ percentage ပဲပါလာတယ်နှစ်ဆကောက်မယ်လို့ပြောလိုက်ရင်နှစ်ဆကောက်လေကိစ္စမရှိဘူးဆိုတော့မပါလာဘူး okay ရတယ်နှစ်ဆ it's okay 10 times we happy to pay ပဲဘာလို့ဆိုတော့ convenient ဖြစ်တယ်လीနော်ဆိုတော့အဲ့လိုမျိုးဒီနှီးပေါင်းစုံနဲ့ဆိုတဲ့အခါကျတော့ကျွန်တော်တို့တော်တော်85%လောက်ထိအောင်မြင်တယ် 100% တော့မရသေးဘူးဟုတ်ကဲ့တချို့ကအဲ့လိုရှိသေးတာပေါ့နော်ပမာဏတစ်ခုတော့ဒါပေမဲ့လည်းကျွန်တော်တို့က every step ကောက်မယ်ဘာပြော85 is better than 100ပဲ85% လျော့သွားရဲဆိုတော့တော်တော်ဟုတ်နေပြီအရင်တော့လို့100လုံး3တာထက်ဆိုင်ပေါ့နော်အဲ့လိုမျိုးနည်းနဲ့သွားနေတာပေါ့ဆိုတော့ challenge လို့ပြောရင်တော့ကနကဒီ behavior challenge ဒီရှိတယ်နောက်ကျမတို့ကသူတို့ကိုပြောတဲ့နေရာမှာသူတို့ဘာစိတ်ဝင်စားတာလဲဆိုတဲ့ဟာလေးအရေးကြီးတာပေါ့နော်တချို့ကသဘာဝပတ်ဝန်းကျင်ကိုတကယ်စိတ်ဝင်စားတယ်တချို့ကသဘာဝပတ်ဝန်းကျင်ကငါတယောက်တည်းလုပ်လို့လည်းမထူးဘူးအရေးကြီးဆုံးကတော့နောက်တစ်ခုကိုဖုန်းရင်မထူးပါဘူးဆိုတော့စိတ်ဓာတ်ပေါ့နော်မထူးပါဘူးငါတယောက်တည်းလုပ်နေလို့ငါတို့အဖွဲ့အစည်းလေးတစ်ခုလုပ်နေလို့လည်းမထူးပါဘူးတကဘာလုံးဖြစ်နေရပဲပေါ့အဲ့ဒီဟာကိုကျမတို့ကအတက်နိုင်လောက်စူးစမ်းပြီးခြေဖြတ်ကြမယ်ထူးတယ် every step က count ဖြစ်တယ်ဆိုတဲ့ဟာကိုပြောင်းလိုက်နိုင်ရင်ကျမတို့တော်တော်လေးရွေ့နိုင်မယ်ပေါ့နော်ဝေးသွားနိုင်မယ်ဝေးသွားနိုင်တာပေါ့နော်ဟုတ်ကဲ့ပါဆိုဒီမှာလည်းထပ်ပြီးတော့discuss လုပ်ချင်တဲ့ point ကတော့အဲ့ဒီ balancing profit and sustainability ပေါ့နော်မပေါ်ဒီကဆိုတချို့ကကြောက်လဲတဘာဝပတ်ဝန်းကျင်ကိုအလောက်ထိသူငါတယောက်ထဲနဲ့တော့ဘာမှမဖြစ်နိုင်ပါဘူးဆိုတဲ့ဟာမျိုးပေါ့နော်ဆိုတော့အဲ့လိုလူမျိုးတွေကကြောက်လဲprofit ကိုကြည့်ကျင်တယ်ပေါ့နော်ခုနလိုမျိုးမပေါ် example ပြောရလို့မျိုးသူအိတ်ကတ်ထဲကတခုခုထွက်တော့မယ်ဆိုတဲ့အခါကြောင့်ပါပဲသူ action ယူတဲ့ဟာမျိုးပေါ့နော်ဆိုတော့ဒီမှာကျတော့အခုဆွေးနွေးချင်တာကကျတော့ဟိုမှာ 3C House မှာကျတော့ကျွန်တော်တို့က community individual အပြင်ကိုကျွန်တော်တို့ SME တွေ support လုပ်နေရလဲရှိရပေါ့နော်ဟုတ်ကဲ့ဆိုတော့ဒီ SME တွေရဲ့ awareness နဲ့သူတို့ရဲ့ action ကလည်းတကယ်ကိုကျွန်တော်တို့ count လုပ်ရမယ့်အထက်မှာပါတယ်ပေါ့နော်ဆိုတော့Yoma Group လို့ organization အကြီးဖြစ်လို့ဒါတွေလုပ်နိုင်တာပါငါတို့ ESG report ထုတ်ကြလည်းမလို့ငါတို့ရဲ့ product တွေကနိုင်ငံခြားသွားရောင်းကြလည်းမလို့ငါတို့က market ထဲမှာပဲ local market ထဲမှာပဲရောင်းနေရ local market ထဲမှာcarbon footprint တက်ထားလို့ဘယ်သူမှကြည့်မဆိုင်ဘူးဆိုတဲ့ဟာမျိုးတွေရှိနိုင်တယ်ပေါ့နော်ဆိုတော့အဲ့လိုလူမျိုးတွေအတွက်ကောမပိုနေနဲ့ဘယ်လိုမျိုးknowledge awareness ပေးခြင်းလဲပေါ့နော်ဆိုတော့တေချာတာကတော့တခြား reference country တွေရှိရပေါ့နော်ထိုင်းကအစားသူတို့ plastic မသုံးဘူးမဟုတ်သုံးတယ်ဒါပေမဲ့ waste segmentation ပြန်ပြစ်တဲ့အခါမှာသူတို့စနစ်တကျပြစ်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုး practice တွေကိုဘယ်လိုမျိုးမပိုreference လေးပေးခြင်းပါလဲခင်ဗျဟုတ်ကဲ့ဒီ reference ထပ်ပေါ့နော်ဒီ SME business တွေကိုပြောပြချင်တာတော့ဗာလဲဆိုတော့များသောအားဖြင့်ကခုနကကိုဖုန်းပြောသလိုပဲ sustainability လို့ရင်ကုန်ကျစရိတ်ရှိတယ်ဟုတ်ကဲ့cost ရှိရယ်ငါတို့ product ကဘယ်မှလည်းရောင်းနေရမှာမဟုတ်ဘူးခုနကလို carbon တက်ထားလို့လည်းဘယ်သူမှစိတ်ဝင်စားမှာမဟုတ်ဘူးဆိုပြီးတော့မလုပ်ဖေးလည်းနေကြတယ်ပေါ့နော်ဆိုတော့ဒီ SME ကလုပ်ရင်ဘာဖြစ်မလဲပေါ့ဆိုတော့ sustainability ကကုန်ကျစရိတ်တစ်ခုပဲမဟုတ်ဘူး cost မဟုတ်ဘူးပေါ့နော်ဒါတကယ် sustainability ကိုလုပ်လိုက်ပြီဆိုရင်ပြန်ရတဲ့အကျိုးမြတ်တွေအများကြီးပဲဟုတ်ကဲ့ဥပမာအားဖြင့်ကျမကဒီ SME business တစ်ခုလေးလုပ်နေရပေါ့ဟုတ်ကဲ့ဆိုတော့ကျမရဲ့ဒီဝန်ထမ်းတွေကျမရဲ့ team ကို energy saving အကြောင်းကောင်းကောင်းကျမသင်ကြားပေးထားနိုင်ပြီးတော့ energy saving ကိုသာတကယ်လုပ်နိုင်မယ်ဆိုရင်ကျမတို့အတွက်မီတာဘီတွေလျော့သွားမယ်တလားမီတာဘီတွေကျသွားမယ်အဲ့တော့မီးမလာလို့ diesel generator run နေရတယ်ဆိုရင် diesel ဘူးတွေလျော့သွားမယ်ဒါ business မှာချက်ချင်းရတဲ့ profit ပေါ့နော်ဟုတ်ကဲ့ပြီးသွားရင်အဲ့ဒီမီတာဘီတွေဒီဟာတွေကျသွားတဲ့အချိန်တစ်ပြိုင်နက်တည်းမှာပဲဒီကဘာကြီးကိုပူနွေးစေတဲ့ဒီဖန်လုံအိမ်ဓာတ်ငွေတွေလျော့တယ်ဆိုတဲ့ဟာပါတွဲပါလာတာ။ကျွန်တော်တို့ diesel short နိုင် scope 1 emission လျော့မယ်။ဟုတ်ကဲ့ဒီ meter B လျှပ်စစ် electricity short နိုင် scope 2 emission လျော့မယ်။ဒါကျွဲကူးရေပါပေါ့။ဒါကို short လိုက်တာနဲ့ဟိုဘက်က emission ကလည်းလျော့သွားမယ်။နောက်တစ်ခုကကြတော့ဒီအကြောင်းအရာတွေကိုပြောနေရဆိုလို့ရှိရင်ဝန်ထမ်းတွေအနေနဲ့လေစိတ်ထဲမှာ
ဂုဏ်ယူတာပေါ့ဟာငါတို့ SME ကသူများနဲ့မတူဘူးတဘာပတ်ဝန်းကျင်ကိုလည်း view site တယ်လူတွေကိုလည်း view site တယ်အဲ့တော့တဘာပတ်ဝန်းကျင်ကိုလူတွေကို view site နေရင်းနဲ့ business တွေကကုန်ကျစရိတ်တွေလေကုန်သွားတာမဟုတ်ဘူးဟုတ်ကဲ့လူတွေကို view site လိုက်လို့ပိုကုန်သွားတာမဟုတ်ဘူးလူတွေကို view site လိုက်ခြင်းအပြင်ကျမတို့ပြန်ရတဲ့ return တွေအများကြီးပဲဥပမာကျမတို့လုပ်ငန်းခွင်ထဲမှာရှိရလုပ်ဖို့ကိုင်ဖက်တွေကိုပျော်အောင်ထားတယ်ဘယ်နှကပြောလို့ပေါ့နော်စိတ်ပိုင်းဆိုင်ရာလုံခြုံအောင်ထားတယ်ဆိုရင်တို့ကပျော်နေတာဖြစ်တဲ့အတွက်တို့ရဲ့လုံနိုင်စွမ်းရည်တွေအပြည့်ထွက်လာတာ productivity တွေကလေတို့မှာရှိရစွမ်းအားတွေအကုန်ထုတ်လာပြီးတော့တို့ကယုံယုံကြည်ကြည်နဲ့လှုပ်ရှားရှိအလုပ်တွေအကောင်းဆုံးလုပ်နေတာဒါဆိုရင် business မှာproductivity ကတက်လာတာပေါ့နော်ပြီးတော့နောက်တစ်ခုကဒီမှာဘေးကင်းတယ်လုံခြုံတယ်စိတ်ချမ်းသာတယ်ဆိုရင်ကျမတို့ turnover rate နေလည်းကျသွားတာပဲခဏခဏအလုပ်ထွက်သွားလို့ပြန်ခေါ်ရတာမျိုးပေါ့နော်တချို့ကြလည်း mindset အဲ့လိုရှိတတ်ကြအလုပ်သမားလာပေါ်ပါတယ်ခေါ်လို့ရပါတယ်ဆိုရင်ကျမတို့လူတစ်ယောက်ကိုခေါ်ဖို့ဆိုရင်ခေါ်ရတဲ့ process ဒီလူခေါ်ဖို့ပြင်ဆင်ရတယ်ရောက်လာပြီဆိုရင်သင်ကြားပေးရတယ်သင်ပြီးသွားရင်လည်းပဲဒီရဲ့စနစ်တွေကိုနားလည်အောင်သင်အသားကျအဲ့ဒီကာလတစ်ခုကအနည်းဆုံး6လလောက်ကတော့သွားတယ်ယူရခင်ဗျာဟုတ်ကဲ့ယူရဆိုဒီ6လမှာရှိရဲ့ကျမတို့ကုန်ကျစရိတ် cost တစ်ခုဒီ6လအတွင်းမှာဒီဝန်ထမ်းက productivity ကိုအပြည့်မပေးနိုင်သေးခင်မှာကျသွားတဲ့ဟာကိုတခြားသောတင်းမှန်ပါတွေကမျှလောက်ရသေးတာဟုတ်ကဲ့တခြားသောတင်းမှန်ပါတွေမှာလည်းတခါဝင်တော့ဝင်ဖို့ကထပ်ဖြစ်သွားတာဘာတန်ဖြစ်သွားတာပေါ့နော်ဆိုတော့ဒီလိုတွေမမြင်နိုင်တဲ့ cost တွေကပိုများတာဟုတ်ကဲ့ sustainability လုံးလို့ကုန်ကျစရိတ်ရှိတယ်ဆိုရင်ကျွန်မလက်ခံတယ်ကုန်တယ်မလုပ်ရင်ပိုကုန်တယ်မလုပ်ရင်ပိုကုန်တယ်မလုပ်ရင်ပိုကုန်တဲ့ဟာတွေကိုကျွန်မမြင်စေချင်တာပေါ့နော်အဲ့တော့လှုပ်လိုက်ခြင်းအပြင်ပြန်ရလာနိုင်တဲ့ return တွေကအများကြီးပဲ။ငါကလို့ energy saving ဖြစ်မယ်မိသားပေးတတ်တာမယ်ဝန်ထမ်းတွေပြောနေမယ်အလုပ်ထွက်နှုန်းတွေလျော့သွားမယ်။ဒါဆိုအဲ့ဒီမှာကုန်တဲ့ကုန်ကျစရိတ်တွေလျော့သွားပြီးတော့ဒီအလုပ်ကိုတိုးတက်ဖို့ productivity တွေပိုကောင်းလာဖို့ပိုအာရုံစိုက်နိုင်လာမယ်။ကိုယ့်ရဲ့ product က quality မှန်လာမယ်။ဥပမာဆိုကျွန်တော် chef တွေလည်းဒီလိုပဲလေ။ chef တယောက်ခဏခဏပြောင်းနေပြီဆိုဒီစားတောက်ဆိုင်ရဲ့ taste ကဘယ်လိုမှမတူနိုင်တော့ဘူးလာစားတဲ့ customer တွေကလည်းအရသာသိရလေဒီတစ်ခါလာရင်ဟိုတစ်ခါတော့ကနေမတူဘူးဆိုတာမျိုးပေါ့နော်ဆိုတော့ကိုယ့်ရဲ့ business မှာ risk တွေအများကြီးရှိလာတာဟုတ်ဆိုတော့အဲ့ဒါတွေကိုကျွန်မမြင်အောင်ကြည့်စေချင်တယ်ပေါ့လုပ်ရင်ဘာအကျိုးကျေးဇူးတွေရလဲမလုပ်ရင်ရောဘာ risk တွေရှိရလဲဟုတ်ကဲ့ဆိုတော့ကျွန်မလုပ်တဲ့ဘက်ကိုအားပေးချင်တာပေါ့ sustainability manager မှုလို့ပြောတာမဟုတ်ဘူးနော်တကယ်ကိုဒါ reality မှုလို့ပြောတာဟုတ်တယ်ဆိုတော့တကယ်ကိုဒါလုပ်မယ်ဆိုရင်ခုနကပြောတဲ့မမျော်လန်းမှန်းနိုင်တဲ့အမြတ်တွေအများကြီးရတယ်အကျိုးအမြတ်လို့ပြောရင်ကျမတို့ကဒီငွေကြီးတစ်ခုတည်းမဟုတ်ဘူးပေါ့နော်။ကိုတန်းကလို့လုပ်ငန်းခွင်မှာပြောနေရဲ့အကျိုးအမြတ်တွေရမယ်။ကိုယ့်ရဲ့ product က quality ငြိမ်နေတယ် quality ကိုထိန်းထားနိုင်တဲ့အကျိုးအမြတ်တွေရမယ်။ပြီးသွားလို့ရှိရင်အားလုံးကဂုဏ်ယူပြီးတော့ဒီ business ကလေဂုဏ်ယူရတဲ့ business ဆိုတဲ့ reputation တွေရမယ်။ဒါ investor တွေကဝင်လာလို့စိတ်ဝင်စားရင်လည်းပဲကိုကဒါကြီးလုပ်နေရဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီ business က long term ရေရှည်မှာအောင်မြင်နိုင်တယ်ဆိုတာသေချာပေါက်တက်တည်ပြနိုင်ပြီးသားအရာဖြစ်တဲ့အတွက်လေကိုယ့်ရဲ့လုပ်ငန်းကိုတိုးချဲ့ချင်တာတို့ပို့ပြီးတော့မှကြီးထွားချင်တာလို့ဆိုလဲရနိုင်တယ်ပေါ့နော်အချိန်မီနိုင်ငံခြားနဲ့အပြင်နဲ့ဆက်သွယ်လုပ်ချင်တယ်ဆိုလဲကိုကဒါကို ready ဖြစ်နေပြီမှန်တယ်ခင်ဗျလိုတဲ့အချိန်မှာထားလုပ်တာချက်ပေါ့နော်ကျွန်တော်ဖြည်းဖြည်းပုံမှန် learning လုပ်ပြီးတော့လေသင်ယူပြီးတော့ဖြည်းဖြည်းချင်းသွားနေရဆိုလို့ရှိရင်တိုးတက်နေမှာပါဒါကြောင့်ဒါကအရေးကြီးတယ်လို့ကျွန်မပြောချင်ပါတယ်နှစ်ချုပ်အားဖြင့်တော့ sustainability လုပ်ရင်ပတ်စံကုန်မယ်မလုပ်ရင်အများကြီးပိုကုန်မှာအများကြီးပိုကုန်မယ်ပိုပြီးဆုံးရှုံးပါမယ်လို့ခင်ဗျပြီးသွားရင်ဟိုတချို့ business တွေကိုကိုကတခြားနိုင်ငံတစ်ခုကိုတွားပြီးတော့တကယ် sustainability report လို့မှဒီဟာတွေ practice လုပ်တာထက်ဆိုင်ကို organization တစ်ခုအတားတွေ practice ဖြစ်နေပြီးသားဆိုရင်သူ့အတွက်က ready ဖြစ်ပြီးသားပေါ့နော်ခုနကမှပို့ပြောခဲ့တယ် ready ဖြစ်ပြီးသားပို့ပြီး attract လုပ်နိုင်တာပေါ့ attract လုပ်နိုင်တာပေါ့နော်အိုးကြည့်ပါအောင်ပို့ပြီးတော့ပွေးရအောင်ကျွန်တော်တို့ကနာမည်ရအောင်ပါမြန်မာနိုင်ငံလိုနိုင်ငံမှာလုပ်နေတဲ့ဒီ SME ဆိုတဲ့ business ကဒါတွေကိုသိပြီးတော့ဒါတွေကိုလိုက်နာတယ်ဆိုရင် very impressive ပဲဟုတ်တယ်ခင်ဗျာ investor အနေနဲ့ကလေတော်တော်ကိုယုံကြည်မှုရမှာဒီ shareholder တွေအနေနဲ့ပေါ့နော်ဘယ်လိုကျွန်တော်တို့ပြောသွားတောက်လျှောက်အများကြီးပဲပေါ့နော်ယူမနဲ့ပတ်သက်တဲ့ strategy ပဲ practice တွေကျွန်တော်တို့ပြောသွားတယ်လူငယ်နဲ့ပတ်သက်တဲ့ဟာတွေပြောသွားတယ်ပြီးသွားရင်ကျွန်တော်တို့တကယ်လက်ရှိကျွန်တော်တို့ကြုံတွေ့နေရတဲ့ community ရဲ့ challenge တွေပြောသွားတယ်ပေါ့နော်နောက်ဆုံးဒီ SME ဟာတွေပါပြောသွားတယ်ဆိုတော့အချိန်လဲတော်တော်ယူပြီးသွားပြီပေါ့နော် wrap up လေးလုပ်လိုက်ပါမယ်ဟုတ်ကဲ့ကျွန်တော်မေးရည်လည်းအများကြီးဖြစ်သွားပြီပေါ့နော်ဆိုတော့အခုကျွန်တော်တို့ပြောသွားတဲ့အကုန်လုံးထဲမှာပေါ့နော်ဟိုတကယ်လို့ simple takeaway အနေနဲ့ပေါ့နော်action တစ်ခုအနေနဲ့ချက်ချင်းသူတို့ပြောင်းလဲလို့ရမယ်ဟာမျိုးတွေဆိုရင်မပူဘဲဟာကိုအရင်ဆုံးတိုက်တွန်းခြင်းလဲပေါ့နော်ဘယ်အချက်ကိုအရင်ဆုံးတိုက်တွန်းခြင်းပါလဲဟုတ်ကဲ့ဆို action တစ်ခုအနေနဲ့ဆိုရင်တော့ကျွန်မကရွေးချယ်မှုတိုင်းကိုသတိထားစေချင်တယ်ပေါ့ကိုရွေးချယ်တဲ့နေရာမှာပေါ့နော်ဟိုတစ်ခုခုကိုရွေးချယ်ရတော့မယ် choice လုပ်ရတော့မယ်ဆိုရင်ဒီ sustainable ဖြစ်တဲ့ဘက်ကိုဟို choice လုပ်စေချင်တယ်တတိနဲ့ရွေးချယ်စေချင်တယ်ပေါ့ shopping center သွားတယ်ကျွတ်ကျွတ်အိတ်
ယူမလားမယူဘူးလားဆိုမယူတဲ့ဘက်ကိုရွေးချယ်ရပါဒါ simple ပဲအလွယ်ကူဆုံးနဲ့အမြန်ဆုံးလုပ်လို့ရတယ်ကိုယ့်ရဲ့ရွေးချယ်မှုတွေကိုတတိထားပြီးတော့လေဟုတ်ကဲ့ဒီ sustainable ဘက်ကိုရွေးချယ်ပေးဖို့ဟုတ်ကဲ့ပါဟုတ်ကဲ့တိုက်တွန်းချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျဆိုတော့အဲ့ဒါလေတကယ်ကိုတယောက်ချင်းစီရဲ့ action ပေါ့နော်တယောက်ချင်းစီရဲ့ရွေးချယ်မှုတိုင်းကတကယ်ကိုအရေးကြီးပါတယ်ဟုတ်ကဲ့ဆိုတော့နောက်တစ်ခုကကျတော့မပိုးစီကနေပြီးတော့inspiration နဲ့ပေါ့နော်တွန်းအားပေးရဲ့ကျွန်တော်တို့ message လေးလိုချင်တာပေါ့နော်ဟုတ်ကဲ့ဆိုတော့ဒီချိန်မှာတော့လူငယ်လို့တော့မပြောတော့ပါဘူး community ထဲမှာရှိရဲ့လူငယ်ပဲဖြစ်ဖြစ်လူကြီးပဲဖြစ်ဖြစ်လုပ်ငန်းရှင်ပဲဖြစ်ဖြစ်အကုန်လုံးအတွက်ဘယ်လိုမျိုး sustainable practice message မျိုးပေးချင်ပါလဲပေါ့နော်ကျွန်တော်တို့အတွက်ဟုတ်ကဲ့ so projects လေးမပြောခင်ကျွန်မတခုမျှဝေချင်တာရှိရပေါ့နော်ကျွန်တော်တို့ဒီနှစ်မှာဆိုရင်ကျွန်တော်ကဘာကြီးရဲ့ overshoot day ဆိုတာရှိရလေကျွန်တော်ကဘာကြီးက budget ကုန်သွားတာပေါ့ကျွန်တော်တို့ budget နဲ့ပြောမယ်ဆိုရင်ကဘာကြီးကတဘာဝအတိုင်းသူဟာသူပြန်လဲပြည့်ဖြိုးပြန်လဲတန်ဆွမ်းနိုင်တဲ့အစွမ်းစားရှိရကဘာမှာလေဒါပေမဲ့ तू ကအဲ့ဒီတန်ဆွမ်းနိုင်တဲ့ဒီပြန်လဲဖြည့်နိုင်တဲ့ပမာဏကုန်သွားတာသူဟာသူဘယ်တော့မှကုန်သွားလဲဆိုဒီနှစ်ကကျွန်တော်တို့ July 24 ရက်နေ့ကကုန်သွားတယ်အဲ့နေ့ကိုကျွန်တော် art overshooting day လို့ပြောတယ်ကဘာကြီးက budget ကုန်သွားတယ်ပေါ့နော်ကုန်သွားတယ်ဆိုရင်ဒီ24 July နောက်ပိုင်းမှာကျွန်တော်တို့သုံးသမျှထုတ်နေသမျှအရာတွေဒီကျွန်တော်တို့ရဲ့မျိုးဆက်တွေနောက်မျိုးဆက်တွေစီကနေကျွန်တော်တို့ကယူနေရပဲယူထားတာပဲဖြစ်နေတယ်ဒီရဲ့လာမဲ့ဆိုးကျိုးတွေကအများကြီးပေါ့နော်ဆိုတော့အဲ့ဒါလေးကိုသတိချက်စီခြင်းတယ်ပေါ့sustainable practice အနေနဲ့ပြောလို့ရှိရင်အရင်ဆုံးကျွန်တော်တို့ဘေးရောက်နေလေပေါ့နော်ကျွန်တော်တို့က business ပဲဖြစ်ဖြစ်တူဦးတယောက်ချင်းစီပဲဖြစ်ဖြစ်ပြန်ပြီးတော့သုံးသပ်စေချင်တာပေါ့အခုရောက်နေတဲ့ရက်အထိကိုတခြားလုံးမှာဘာတွေလုပ်ခဲ့လဲကိုဘယ်လိုမျိုးနေထိုင်ခဲ့လဲဆိုတဲ့ဟာလေးကိုဝှဲဝီးရနောင်းပေါ့တို့တွေဘေးရောက်နေလဲဆိုတာလေးကိုခဏရက်ပြီးတော့တွေးစေချင်တယ်သတိချက်စေချင်တယ်ပြီးသွားရင်နောက်ဆက်ပြီးတော့ဘာဆက်လုပ်ကြမလဲပေါ့လုပ်လို့ရတဲ့အရာတွေကအများကြီးရှိတယ်နောက်အခုခေတ်ကကျွန်တော်တို့အများကြီးခင်မိလာပြီပေါ့နော်အခုဆိုရင်အချိန်မရွေး internet line ပေါ်မှာရှာလို့ရတယ်ဘာလုပ်လို့ရနိုင်မလဲဆိုတဲ့အရာတွေပေါ့နော်နီးလန်းတွေပါကြီးအများကြီးပဲအရေးကြီးဆုံးကတော့တကယ်လှုပ်ချင်စိတ်ရှိဖို့ပဲဟုတ်ကဲ့ဒါဟာတကယ်ဖြစ်နေရဆိုတာကိုယုံကြည်ဖို့လိုတာပေါ့နော်ပြီးရင်ကိုတကယ်လှုပ်လို့ရနိုင်တယ်ကိုဟာလည်းအဲ့ရဲ့ be a part of it ပေါ့ဒီခီးရဲ့ကျမတို့ကအစိတ်ပိုင်းနေအနေနဲ့တကယ်ပါဝင်လို့ရတယ်ဆိုတော့ယုံကြည်စေချင်တယ်ဟုတ်ကဲ့ပါအဲ့လိုယုံကြည်ပြီးသွားပြီဆိုရင်ကျမတို့ကလှုပ်ဖို့ပဲဟုတ်ကဲ့ just do it ပဲ just do it ben ဟုတ်ကဲ့ပါမဘူးတကယ်ကို inspire ဖြစ်တဲ့ကျွန်တော်တို့ message ပါခင်ဗျာဆိုတော့ဒီနေ့အတွက်အချိန်ပေးတာတော့အခုလိုမျိုး very insightful knowledge ပေါ့နော်ဆိုမပို့လိုမျိုးတကယ်ကို passionate ဖြစ်တဲ့တကယ်ဒီ community ရောဒီ workplace ထဲမှာအလုပ်လုပ်နေတဲ့ experience ရှိတဲ့သူမျိုးကိုကျွန်တော်တို့ discussion လုပ်ခွင့်ရတာကျေးဇူးအများကြီးတင်ပါတယ်အချိန်ပေးရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်မပို့ဆိုတော့အခုနားထောင်နေတဲ့တူချင်းစီအတိုင်းပေါ့နော်ဆိုတော့ဒီကျွန်တော်တို့ရဲ့ discussion ထဲကနေပြီးတော့တခုခုပြောင်းလဲစေမဲ့ message တခုခု knowledge တခုခုရမယ်ဆိုရင်ကျွန်တော်တို့ဂျင်းနဲ့ပါတယ်ဒီ sustainable workplace greening the business world ဆိုတဲ့ episode ကကျွန်တော်တို့အဖြစ်မြောက်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲကျွန်တော်တို့ရဲ့ discussion ထဲမှာထပ်ပြီးတော့ဆွေးနွေးကျင်တာပဲဖြစ်ဖြစ်ထပ်ပြီးတော့လိုအပ်တဲ့အပိုင်းတွေရှိရဆိုရင် comment လုပ်လို့ရပါတယ် suggestion လုပ်လို့ရပါတယ်တငယ်ချင်းတွေနဲ့ sharing လုပ်လို့ရပါတယ်social media ဆိုတာလည်းကျွန်တော် sharing လုပ်တဲ့ဟာပဲပေါ့နော်ဆိုတော့နောက်ထပ်လာမယ့် episodes တွေနဲ့လည်းကျွန်တော်တို့ keep in touch လုပ်ဖို့အတွက်လည်းကျွန်တော်တိုက်တွန်းပါတယ်ခင်ဗျဆိုတော့ကျွန်တော်ဒီနေ့ episode ကိုဒီမှာပဲကျွန်တော်တို့ပြန်လာပါရစေကျေးဇူးပါခင်ဗျ